ကဲအားလုံးယခုတော်ကောင်းတို့သာဓုခေါ်လိုက်တဲ့ကြားနာလိုက်ရတဲ့ဒေသနာသည်ဩဝါဒပါတိမောက်ဒေသနာလို့ခေါ်ပြောကြည့်ပါလေဩဝါဒပါတိမောက်ဒေသနာပြန်ပြောဟုတ်ပြီအဲ့တော့ဦးဇင်းကမေးရင်စိတ်ပါလက်ပါနဲ့အာရပါရပြန်ဖြေပေးပါနော်ဦးဇင်းကတော်ကောင်းတို့မဖြေလို့အာမရလို့ဟောရင်တရားပွဲမပြီးခင်ပလင်ဘွားဆင်းသွားလိမ့်မယ်အဲ့တော့အခုဦးဇင်းအခြေအနေလေးကိုနည်းနည်းလေးတော်ကောင်းတို့ကိုမေတ္တာရက်ခံပါမယ်ဦးဇင်း20ရက်နေ့ကညနေ3နာရီခွဲလောက်မှာရင်ဘတ်ကိုခိုင်းမိပါတယ်နံရိုး3ချောင်းကျိုးသွားတယ်အဲ့တော့နံပါတ်ဘယ်ဘက်ရင်အောင်နံပါတ်5 6ခွန်3ချောင်းကျိုးနေပါတယ်ဒါပေမဲ့20ရက်နေ့ကပဲမန္တလေးမြို့52လမ်းမှာအဲ့ဒီရင်ဘတ်ပတ်တီးစီးပြီးတော့တရားဟောပါတယ်21ရက်နေ့မှာမသင်္ကာလို့ဓမ္မရိုက်တော့ကျိုးနေတာတွေ့ပါတယ်ဆရာဝန်ကနားဖို့ပြောပါတယ်ဟုတ်ပါတယ်ဦးဇင်းနံရိုးကျိုးတဲ့လူမာတွေအများကြီးကိုစောင့်ရှောက်ပူပါတယ်ငြိမ်ငြိမ်နေရင်ပြောင်းဒါပေမဲ့ဥဒုမင်္ဂလာအခုအန်းရောက်နေပါပြီနော်အဲ့တော့21ရက်နေ့ကဝက်လက်မြို့ကိုသွားရပါတယ်ဝက်လက်ကမြို့ဆိုပြီးမဲ့ရွာကလေးပါဖိုးဝင်းတက်ဆိုတဲ့ရွာလမ်းအမတန်ဆိုးပါတယ်တလူလူတလိမ့်လိမ့်နဲ့သွားခဲ့ရတော့အဲ့ဒီပါလဲတော်တော်ပြင်းထန်တဲ့တန်းခံရပါတယ်အဲ့ဒီကနေနောက်တနေ့မနေ့မနာနိုင်ပါဘူး22ရက်နေ့မနေ့ကဦးဇင်းအန်းကိုရောက်အောင်လာခဲ့ပါတယ်ဘာလို့လဲဆိုတော့ဒီမြို့ဒီနယ်တွေမှာဦးဇင်းတို့တရားပွဲဖြစ်မြောက်ဖို့အမတန်ခဲရင်ပါအဲ့တော့အခုလဲအခြေအနေလေးကောင်းတော့တရားပွဲပေးထားပြီးမှအပြည့်မခံနိုင်ဘူးဆိုပြီးတော့ဦးဇင်းရောက်အောင်လာခဲ့ခြင်းဖြစ်ပါတယ်ဖြစ်အောင်ဟောမှာပါအဲ့တော့ဦးဇင်းကိုအကူအညီပေးပါအဲ့တော့မေးရင်မလုပ်မလဲဖြေပေးပါကျေးဇူးတင်ပါတယ်နော်အဲ့တော့ဦးဇင်းဘက်ကလည်းတတ်နိုင်ဆုံးအကောင်းဆုံးဖြစ်အောင်ကျေးဇူးဆက်ပေးပါမယ်အဲ့တော့ဦးဇင်းတို့အနေနဲ့ဗုဒ္ဓမြတ်စွာရဲ့သာသနာတော်ကြီးမှာယခုပြောလိုက်တဲ့ဩဝါဒပါတိမောက်ပါတယ်လေအဲ့ဒီဒေသနာဟာအခုမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကဧတံဗုဒ္ဓါနသာသနာဧတံဗုဒ္ဓါနသာသနာနဲ့စောစောကရွတ်သွားတဲ့ထဲမှာမပါဘူးလားအဲ့ဒါမြတ်စွာဘုရားရဲ့နှုတ်တော်ကထွက်တဲ့စကားနော်ဧတံဤအဆုံးအမတရားတို့သည်တဲ့ဗုဒ္ဓါနဆိုတာမြတ်စွာဗုဒ္ဓဆိုတဲ့စကားလုံးတစ်လုံးဟာနော်ဘုရားတဆူတဲ့နဲ့ဆိုင်တဲ့စကားလုံးမဟုတ်ဘူးလောကမှာဘုရားဘယ်နှဆူပွင့်ပြီးဟုတ်ပြီအဲ့ဒီမှာတို့ဒကာဓမ္မတွေသိထားဖို့ရနော်လောကမှာလို့မေးရင်တလောကလုံးကိုခြုံပြောတယ်နော်ဒီကဘာမှာလို့ပြောရင်ခုနဓမ္မကြီးတို့ဒကာကြီးတို့ဖြေတာမှန်တယ်ဒီကဘာသည်ဗဒ္ဓကဘာဆိုတာဘုရား5စုပွင့်မဲ့အဆင့်တန်းအမြင့်ဆုံးကဘာလောကဓာတ်ကြီးတစ်ခွင်လုံးမှာဘုရား5စုပွင့်တဲ့ကဘာဟာအဆင့်တန်းအမြင့်ဆုံးဒါကြောင့်အခုတော်အောင်တို့လူနေမှုအဆင့်တန်းနေမြင့်မားနေတယ်အခုတိုးတက်တဲ့သိပ္ပံပညာတွေတိုးတက်တဲ့ယဉ်ကျေးတဲ့ဒီနေ့ကဘာမှာဆိုရင်ဥစဉ်ကတော့ကဘာကိုတဝက်နီးနီးလောက်သွားထားပြီးပြီဆိုတော့အခြေအနေတွေသိကဘာပေါ်မှာလူနေမှုအဆင့်တန်းတွေမြင့်မားပြီးတော့တိုးတက်နေတဲ့တိုင်းပြည်တွေတို့ဗမာပြည်ကလွဲရင်ကျန်တဲ့တိုင်းပြည်တွေတော်တော်များများတိုးတက်နေတယ်ဘာတွေတိုးတက်နေတာလဲသူတို့တွေကသီလသိကောင်းကြသူတို့တိုင်းပြည်တွေလေ့လာကြည့်လိုက်ရင်သူတို့တိုင်းပြည်မှာနေတဲ့လူဦးရေ80%ဟာတမာအာဇီဝနဲ့အလုပ်လုပ်နေကြတယ်ဟောခိုးစားစရာမလိုဘူးလူစားစရာမလိုဘူးလိန်စားစရာမလိုလိန်တယ်ဆိုတာဗမာလူမျိုးပဲရှိတယ်ကျန်တဲ့လူမျိုးမလိန်ဟုတ်ပြီနော်အဲ့တော့သူတော်ကောင်းတို့ပြန်ကြည့်လိုက်ရင်သူတို့မှာသီလတွေတိုးတက်နေသီလဆိုမြို့ကြီးသားမြို့ပေါ်မှာနေရမယ့်စီကံတောမှာနေရမယ့်စီကံနိုင်ငံကြီးသားစိတ်ဓာတ်နိုင်ငံကြီးသားစီကံ
အကုန်လုံးပညာရည်တွေမြင့်မားပြီးတော့သီလသမာဓိပညာအဆင့်တန်းမြင့်နေကြတာတွေတွေ့နေရတယ်အဲ့ဒါဟာဖရာလေးစုပွင့်ထားတဲ့တတ္တိဟုတ်ပြီနော်ကောင်းပြီအဲ့တော့အခုဖရာကလောကမှာလို့ခြုံပြီးတော့လောကမှာဖရာပွင့်သွားတာရည်တွက်လို့မရတော့ဒါကို example ဥပမာပေးခြင်းလို့မြတ်စွာဘုရားကဂင်္ဂါဝါလူတဲစုမကသူဂင်္ဂါမြစ်ကြီးဟာမြစ်၃ပုံတစ်ပုံလောက်ပဲကျန်တော့တယ်၃ပုံ၂ပုံကသဲပြင်ကြီးဖြစ်သွားပြီအဲ့တော့သဲအည်အတွက်ကိုရည်လို့မရသလိုဘုရားတွေများစွာပွင့်ပြီးပြီအဲ့တော့အဲ့ဒီပွင့်သွားတဲ့ဘုရားရှင်တိုင်းရဲ့အဆုံးအမလို့ဆိုချင်တာငါဘုရားတစ်ပါးရဲ့အဆုံးအမမဟုတ်ဘူးတဲ့ဧတံအဆုံးအမတရားတို့သည်ဗုဒ္ဓနာပွင့်တော်မူပြီးကြကုန်သောရှင်တော်ဗုဒ္ဓမြတ်စွာဘုရားတို့ဤသာသနာအဆုံးအမတော်သည်ခုနပြောတာကြောက်လားဟုတ်အဲ့တော့တို့ဘုရားရှင်ကလည်းဦးဇင်းတို့အခုကိုးကွယ်တဲ့ဂေါရမဗုဒ္ဓရှင်တော်ဘုရားကလည်း45ဝါသတင်းသုံးသွားတဲ့အထဲမှာသူထူထောင်ခဲ့တဲ့သာသနာယဟန်တန်ဃာတွေကိုလပြည့်လကွယ်ဥပုပ်နေ့တိုင်းဥပုပ်ပြုတဲ့အခါမှာဟောဒီဩဝါဒပါတိမောက်ကိုဆုံးမလေးရှိတယ်ဟုတ်ပြီနော်အဲ့ဒီမှာဩဝါဒဆိုတာအဆုံးမပါတိမောက်ခဆိုတာအကြီးအမှုအကြီးကဲအကြီးကျယ်ဆုံးသောအနှစ်ချုပ်အဆုံးမလို့အဓိပ္ပာယ်ရတယ်ဟုတ်ပြီနော်အဲ့တော့မြတ်စွာဘုရားဟောသွားတဲ့ပိဋကတော်တွေပိဋက3ပုံမရှိဘူးလားဓမ္မခန္ဓာပေါင်း84,000မရှိဘူးလားအဲ့ဒီဓမ္မခန္ဓာပေါင်း84,000ရဲ့အနှစ်ချုပ်ဟာဒီဩဝါဒပါတိမောက်ပဲဒါဖြစ်ရင်တို့ဗုဒ္ဓဘာသာဝင်တိုင်းဒီအဆုံးအမကိုသိဖို့လိုအပ်မလို့သိယုံပဲလားဘာလို့အောင်ကျင့်သိလဲသိရမယ်ကျင့်လဲကျင့်ပြန်ပြောသိတဲ့လူမရှိရင်သိတဲ့လူမရှိရင်သာသနာကွယ်ပြီဒီချာနာထောင်တော့အခုခေတ်ကအုံရောရောကြောက်ရောရောနဲ့နိုင်ငံရေးသမားများအုပ်ချုပ်ရေးအဖွဲ့အစည်းတွေကလည်းသူတို့နိုင်ငံရေးအမြတ်ထုတ်ချင်တာနဲ့အလွန်အဖို့တန်တဲ့ဗုဒ္ဓမြတ်စွာသာသနာတော်ကြီးကိုခုတုံးလုံးပြီးတော့ဤမျိုးစုံအသုံးချလူမျိုးရေးကတစ်မျိုးဘာသာရေးကတစ်မျိုးအဲ့ဒီလူမျိုးရေးဘာသာရေးတွေကိုအသုံးချပြီးတော့နိုင်ငံရေးအမြတ်ထုတ်ဖို့ကြိုးစားအဲ့တော့ဘာဖြစ်လဲဆိုတော့ဘာသာရေးဗဟုသုတမရှိတဲ့သူတွေကြားထဲမှာသာသနာဟာတဖြည်းဖြည်းဆုတ်ယုတ်လာဟုတ်ပြီနော်အရေးကြီးလို့ဦးဇင်းကအခု2014 2015တရားပွဲရာသီအစကတည်းကရင်ပွဲတိုင်းမှာဟောဒီဩဝါဒပါတိမောက်ကိုရွတ်ပါတယ်ရှင်းပြတယ်ဟုတ်ပြီနော်လက်ဖြန်လဲဒီတင်တာရွတ်အောင်ပါပဲဟုတ်ပြီလားဟဲ့အဲ့တော့အားလုံးဟောဒီသာသနာတော်ရဲ့အနှစ်ချုပ်ဩဝါဒပါတိမောက်ဒေသနာကိုမသိရင်ဘာဖြစ်လဲသာသနာကွယ်ပြီမသိရင်သိပြီးမကျင့်ရင်သိပြီးမကျင့်ရင်လဲသာသနာကွယ်မှာပါပဲနော်သာသနာကတော့ပြက်သွားရုံထုံးစံဘာဖြစ်လို့ဆိုတော့ဒီသာသနာဆိုတာမြတ်စွာဘုရားရှင်အားလုံးတို့ရဲ့အဆုံးအမမြတ်စွာဘုရားတို့သည်လောကအမှန်တရားကိုသိလို့မြတ်စွာဘုရားဖြစ်ကြတဲ့အတွက်မြတ်စွာဘုရားဤအဆုံးအမအားလုံးသည်လောကအမှန်တရားတွေဖြစ်ဟုတ်ပလားမြတ်စွာဘုရားအဆုံးအမတွေကဘာလဲလဲလောကအမှန်တရားဆိုတာဘယ်တော့မှမှားသွားရုံထုံးစံပြက်သွားရုံထုံးစံဒါကြောင့်သာသနာကိုဘယ်သူမှဖျက်လို့မရဘူးရှင်းပြီလားသာသနာပြက်မှာမစိုးရိမ်ပါနဲ့ဒါပေမဲ့ဘာဖြစ်သွားနိုင်ကွယ်သွားနိုင်တယ်ပျောက်သွားနိုင်တယ်ဟုတ်ပြီနော်ကဲဒီတော့တဦးချင်းစီပဲပြန်ကြည့်အောင်ပတ်ဝန်းကျင်မှာလောကကြီးမှာသာသနာကွယ်တာမကွယ်တာအပါထားကိုယ်တိုင်ဒီအဆုံးအမကိုမသိဘူးဆိုရင်ကိုယ်ထံမှာဘာဖြစ်နေပြီသာသနာကွယ်နေပြီသီးပါရက်ကနဲ့မကျင့်ဘူးဆိုရင်လေသာသနာကွယ်နေပြီလို့မှတ်ထားမယ်
အဲ့တော့ဗုဒ္ဓသာသနာစိရန်တိတ်တုနဲ့အခုခေတ်အခမ်းအနားတွေမှာရှောက်អော်သလိုအော်နေယုံနဲ့သာသနာဟာအယောင်ပြောင်းလာနိုင်မှာမလားထွန်းကားလာနိုင်မှာမလားဒါဖြင့်သာသနာဆိုတာဒီအဆုံးအမဖြစ်ခြင်းကြောင့်အဆုံးအမကိုသိလဲသိရမယ်ကျင့်လဲကျင့်ရသိအောင်လဲလုပ်ရမယ်ကျင့်ကြံအားထုတ်မှုလဲရှိရကဲဒီတော့ဦးဇင်းတို့ရှင်းပြမယ်တပ္ပပါပတ္တအကရဏတပ္ပအလုံးစုံသောပါပတ္တမကောင်းမှုတို့ကိုအကရဏမပြုနဲ့မကျင့်နဲ့ဟုတ်ကဲ့လားဒါဖြင့်မကောင်းမှုမှန်သမျှမလုပ်ကြနဲ့ဩဆမဗါလဲဦးဇင်းသိမထားဘူးလားဦးဇင်းတရားကိုယ်တွေနာဖို့ရင်သိမယ်နော်မကောင်းမှုမှန်သမျှလောက်ပါနော်ဩဘိကြသမဦးဇင်းကတခွန်းပြောတိုင်းရင်ဘတ်မှာစူးကနေအောင့်နေတဲ့ထဲကခင်ဗျားတို့တရားဟောနေတာနော်ကြွားနေတာလည်းမဟုတ်ဘူးတနာအောင်ပြောနေတာလည်းမဟုတ်ဘူးခင်ဗျားတို့ကိုချင်းစာပြီးတော့ငါတို့ဆရာတော်ကတောင်ဒီလောက်ငါတို့အတွက်စေတနာထားနေငါတို့လည်းတက်ကြွလိုက်ပြီးအားထုတ်မှဖြစ်မယ်လို့ဒီစေတနာလေးပေါ်အောင်လို့ဦးဇင်းကပြောတာနော်ကဲကောင်းပြီအဲ့တော့မကောင်းမှုမှန်သမျှမလုပ်ကြနဲ့ကောင်းမှုမှန်သမျှလုပ်ဖြစ်အောင်လုပ်လို့ငါကသင်ထားတယ်နော်အဲ့တော့အခုဒေသနာမှာတပ္ပပါပတ္တအလုံးစုံသောအကုသိုလ်ကိုအကရဏမပြုကျင့်ခြင်းသည်၎င်းကုသလတကုသိုလ်ကောင်းမှုကိုယာဥပတမ္ပရာအကျင့်ပြည့်စုံစေခြင်းသည်၎င်းဒီလိုပြောထားတယ်အဲ့တော့ကုသိုလ်ကောင်းမှုကိုပြည့်စုံအောင်လုပ်ရမယ်တဲ့ဗါတယ်အဲ့တော့လုပ်ဖြစ်အောင်လုပ်ဘယ်လောက်ထိလုပ်ပြည့်စုံအောင်လုပ်ကုသိုလ်ကောင်းမှုကိုပြည့်စုံအောင်ဆိုတော့အခုတော်အောင်တို့တွေကုသိုလ်ကောင်းမှုတွေမလုပ်ကြဘူးလားဝါဆိုပြီဆိုတော့ဝါဆိုသင်္ကန်းကထိန်ကြတော့ကထိန်သင်္ကန်းဟုတ်ကဲ့လားသားလေးအရွယ်ရောက်လာရှင်ပြုဖရာတဲကျောင်းဆောက်သိမ်လူအကုန်ပါဥပုံနေတိုင်းဥပုသ်ဆောက်နော်တရားဘာဝနာစခန်းရှိအားထုတ်လုပ်ကြဘူးလားကောင်းမှုတွေမဖြည့်ကြဘူးလားဘယ်တော့ပြည့်ကိုယ်ပိုင်စဉ်းစားစေခြင်းလို့ပြောတာနော်သာသနာဆိုတာကိုယ်တိုင်မသိပဲသာသနာမတည်ဘူးဒါကြောင့်ဦးဇင်းကမိကွန်းလေးတွေထုတ်ပြီးတော့သူတော်ကောင်းတို့ကိုအကျိုးရှိအောင်ပံ့ပိုးပေးနေတာအဲ့တော့မကောင်းမှုမှန်သမျှမလုပ်ကြနဲ့ဒါကတော့ချွင်းချက်မရှိနော်မကောင်းမှုဆိုရင်နည်းနည်းလေးမှဘာအကြောင်းကြောင့်မှမလုပ်မိစေတပ္ပပါပတ္တတပ္ပနဲ့သိမ့်သွားတပ္ပဆိုတာအလုံးစုံအကုန်လုံးတစ်ခုမကြဟုတ်ပြီနော်ပါပတ္တမကောင်းမှုဆိုတော့သူများအသက်တတ်ခြင်းသည်ကုသိုလ်လားအကုသိုလ်လားကောင်းတဲ့မှုလားမကောင်းတဲ့မှုလားကိုယ့်အသက်ကိုသူများတတ်တာကိုကြိုက်လားမကြိုက်ရင်သူများအသက်ကိုသူတော်ပစ္စည်းဥစ္စာခိုးယူခြင်းသည်ကုသိုလ်လားအကုသိုလ်လားကိုယ့်ပစ္စည်းသူများခိုးတာကိုကြိုက်လားမကြိုက်ရင်လူမှန်ရင်အစင်တန်းရှိတဲ့လူအသိဉာဏ်ရှိတဲ့လူမြင့်မြတ်တဲ့ပုဂ္ဂိုလ်မှန်ရင်သူတော်ပစ္စည်းမခိုးနဲ့သူများသားမယားကိုသားမယားသူများပြစ်မှားတာကြိုက်သလားမကြိုက်ရင်သူများသားမယားလည်းကိုမပြစ်မှားနဲ့ကုသိုလ်လားအကုသိုလ်လားမှုသားပြောတာဟုတ်ပြီကြမ်းတမ်းရိုင်းဆိုင်တဲ့စကားတွေပြောတာဟုတ်ပြီဂုံးတိုက်တာဟုတ်ပြီသိမ်ဖြင်းပေါ်ပြက်တဲ့စကားပြောတာဟုတ်ပြီအဘိဇ္ဇာသူတော်ဘာစည်းစိမ်ဥစ္စာကိုစည်းစိမ်ဖြစ်ချင်တာဗျာပါဒသူတော်ဘာအကျိုးစီးပွားပြက်ပြားအောင်ကြံစီပြောဆိုလောက်ကင်တာဟုတ်ပြီမိစ္ဆာဒိဋ္ဌိသူတော်ကောင်းတို့ကံကိုယုံသလားကံရဲ့အကျိုးပေးကိုကောင်းတာလုပ်ရင်ကောင်းတာဖြစ်မှာမပြောနဲ့ကောင်းကျိုးပေးမယ်လို့ပြောကောင်းတာလုပ်ရင်မကောင်းတာလုပ်ရင်ယုံသလား
ဓမ္မဆိုတာတူသောအကျိုးဒီတော့ကိုကမကောင်းမှုမကောင်းကျိုးကိုလိုချင်တာလားကောင်းကျိုးကိုလိုချင်တာဟုတ်ပြီကိုပဲဒီမေးခွန်းတွေပြန်မေးပါနော်ယုံညံ့သူဖြစ်ချင်တာလားမြင့်မြတ်သူဖြစ်ချင်တာသဘောထားသိသိမ်သူဖြစ်ချင်တာလားသဘောထားကြီးကျယ်သူဖြစ်ချင်တာလားကိုပြန်မေးကိုဖြစ်ချင်တဲ့အတိုင်းကျင့်ရှင်းလားဦးဇင်းတို့ကတော့အမျိုးယုတ်ဖြစ်မှာသိကြောက်တယ်အမျိုးယုတ်ဆိုရင်ကိုယ်တွေမဟုတ်ကိုမိဘဘိုးဘွားဘီပင်မှာထိကြိုက်တယ်ဟုတ်ပြီနော်အဲ့တော့ကိုအမျိုးယုတ်လို့ဖြစ်သွားမှာသိစိုးရိမ်တဲ့အတွက်ကိုမြင့်မြတ်သူဖြစ်အောင်ကျင့်တယ်ဟုတ်ပြီနော်ဒီပုဂ္ဂိုလ်ကစိတ်သဘောထားအလွန်သေးသိမ်သူလို့အထင်ခံအမြင်ခံမှာသိစိုးရိမ်ဒါမို့သဘောထားကြီးကျယ်မြင့်မြတ်ခြင်းဟာဘာလဲလို့သိအောင်လုပ်ပြီးကျင့်တယ်ဒီကောင်ဘ ഹു တုဒ္ဒတော်တော်နဲတဲ့ကောင်လို့အပြောခံမှာကြောက်တယ်ဒါကြောင့်အမြဲတမ်းလေ့လာနေတယ် the whole life ဘဝတစ်လျှောက်လုံးဟာ learning time အမြဲတမ်းလေ့လာနေရသဘောပါလားပြည့်စုံသွားပြီလို့ရှင်းကျင့်တတ်လားဟဲ့ဒါကြောင့်အဘိဇ္ဇာဗျာပါဒမိစ္ဆာဒိဋ္ဌိသည်နော်ကုသိုလ်လားအကုသိုလ်လားမြင့်မြတ်သူတို့ရဲ့အသုံးဆောင်လားယုံညံ့သူတို့ရဲ့အသုံးဆောင်ဒါပြင်အဲ့ဒီအကုသိုလ်မကောင်းမှုအကုသိုလ်မှန်သမျှမလုပ်ကြနဲ့ကုသိုလ်ကောင်းမှုကိုပြည့်စုံအောင်လုပ်ဖြစ်အောင်လုပ်ဘယ်ထိလုပ်ပြည့်စုံအောင်လုပ်ဟုတ်ပြီနော်အဲ့ဒီမိကွန်းဘယ်တော့ပြည့်မလဲနည်းနည်းတော့သူတို့ဖြေထွက်လာပြီနော်ကိုဖြေတဲ့အဖြေနဲ့မိကွန်းနဲ့သဟဇာတဖြစ်မဖြစ်ဆိုတာပြန်ချိန်အောင်အဲ့တော့တို့ဗုဒ္ဓဘာသာဝင်တွေမှာအဆုံးပန်းတိုင်ရှိမရှိရှိတယ်နော်ပန်းတိုင်ပါဘယ်ဘာသာနဲ့မှမတူကမ္ဘာပေါ်မှာကိုးကွယ်မှုဘာသာပေါင်း20ကျော်ဒါ thesis လုပ်ထားတာပေါ့လေနော်အများ thesis လုပ်ထားတာဥဒ္ဓမင်္ဂလာလုပ်ထားတာတော့မဟုတ်ဘူးအဲ့တော့အများ thesis လုပ်ထားတဲ့ကိုးကွယ်ဘာသာ20ကျော်ထဲမှာအဆုံးပန်းတိုင်ရှိတဲ့တိတိကျကျရှိတဲ့ဘာသာဟာဗုဒ္ဓဘာသာတစ်မျိုးတည်းမှာရှိရောက်ဝမ်းမဟုတ်ဘူးဗုဒ္ဓရှင်တော်ဖရာတို့ကလည်းသူတို့ဒီလမ်းကိုလျှောက်တယ်ဒီခီးကိုပေါက်ပြီးတော့ဒီပန်းတိုင်ကိုရောက်သွားတယ်မင်းတို့လည်းဒီလမ်းလျှောက်ပြီးဒီခီးပေါက်ရင်ဒီအဆုံးပန်းတိုင်ရောက်ရမယ်လို့ပြောသွားတာကနိယာမတယောက်တည်းသွားနိုင်တဲ့လမ်းမဟုတ်ဘူးလျှောက်တဲ့လူရောက်မယ်ဘာလဲလမ်းမှန်လျှောက်ရင်ရောက်မလားမရောက်ဘူးလားဒါဖြင့်တို့မှာပန်းတိုင်မရှိဘူးလားဒါဖြင့်ဦးဇင်းတို့ဒီဘယ်အချိန်ပြည့်မှလဲလို့မေးရင်နိဗ္ဗာန်ရောက်ရင်ပြည့်ပြီပေါ့ဟုတ်ပြီလားဒါ limit unlimited အဆုံးမရှိတဲ့လမ်းမဟုတ်ဘူး limited way အဆုံးရှိတဲ့လမ်းသတ်မှတ်ချက်ရှိတဲ့လမ်းဆုံးရှိတယ်ဟုတ်ပြီလားဟဲ့ဒါဖြင့်ကုသိုလ်ကောင်းမှုကိုနိဗ္ဗာန်မရောက်မချင်းဖြစ်ရမယ်ဦးဇင်းတို့ငယ်ငယ်တုန်းကကြားဘူးတဲ့ဘိုးအဖွားတွေပြောတာတို့တော့သေပြောပြီတဲ့ဘာဖြစ်လို့တော့ဘုရားလည်းတည်ပြီးပြီကြောင်းလည်းဆောက်ပြီးပြီသားတွေမြေးတွေလည်းရှင်ပြုပြီးပြီငါတို့မလုပ်ဘူးတဲ့ကုသိုလ်မရှိတော့ဘူးတဲ့သေပြောပြီအဲ့ဒီချိန်ကတော့ဥဒ္ဓမင်္ဂလာကဘဝတုတ္တမရှိတော့ပြန်မမေးနိုင်ဘူးအခုချိန်ဆိုပြန်မေးလိုက်ဒါဆိုဖိုးဖိုးတို့ဖွားဖွားတို့သောတပတ္တိမက်ကုသိုလ်သောတပတ္တိဖို့ကုသိုလ်ရဘူးပြီလားသဘောပါလားဒါမှမရသေးရင်စိတ်ချရပြီလို့ပြောလို့မရဘူးတို့မှမရသေးတဲ့ကုသိုလ်တွေသောတာပတ္တိမက်ကုသိုလ်သောတာပတ္တိဖို့ကုသိုလ်သဂရာဂမိမက်ကုသိုလ်သဂရာဂမိဖို့ကုသိုလ်အနာဂမိမက်ကုသိုလ်အနာဂမိဖို့ကုသိုလ်ရတ္တမက်ကုသိုလ်ရတ္တဖို့ကုသိုလ်မရှိဘူးလားအဲ့ဒီကုသိုလ်တွေရဘူးပြီလားမရသေးရင်တို့ပြည့်စုံပြီလို့ပြောလို့ဒါကိုကုသိုလ်ကောင်းမှုကိုဘယ်တိုင်အောင်လုပ်မယ်နိဗ္ဗာန်ရောက်တဲ့တိုင်အောင်ဒါကအယတ်သားနားလည်အောင်ပြောလိုက်တာနော်
ပညာရှင်စကားနဲ့ပြောရရင်လေးမဲ့လေးဖို့ရမှကောင်းမှုတွေပြည့်မှာလို့မှတ်ထားသဘောပါသလားပညာရှင်စကားနဲ့ပြောရင်ဘယ်လိုပြောမလဲလေးမဲ့လေးဖို့ရမှကောင်းမှုကုသိုလ်ပြည့်မှာတို့အယတ်သားလို့ပြောတော့နိဗ္ဗာန်ရောက်မှရှင်းသလားဒါဖြင့်တို့အယတ်လို့ပဲပြောအောင်ကောင်းမှုကုသိုလ်ကိုဘယ်တိုင်အောင်ပြုမလဲကျင့်တတ်သလားသဘောပေါက်သလားဒါကိုကုသိုလ်ကောင်းမှုငါဘာတွေပြုပြီးဘာတွေပြုပြီးဆိုပြီးတင်းတိမ်ရောက်ရဲနေလို့မရောက်ဘယ်ရောက်တဲ့တိုင်အောင်ပြုနောက်သစိတ်တပရိယောဓပနံယံသစိတ်တပရိယောဓပနံအကျင့်မိမိစိတ်ကိုဖြူစင်စေခြင်းသည်၎င်းရှုလားစိတ်ကိုဘာလို့ဖြူအောင်ထားမယ်ဆိုခင်ဗျားတို့စိတ်တွေဘာဖြစ်နေလို့စိတ်တွေဘာဖြစ်နေညစ်နေတယ်စိတ်ညစ်တယ်လို့ပြောဘူးလားအဲ့ဒါကိုမရှက်လို့ဘာကြောင့်ညစ်တယ်ဘာကြောင့်မဖြူတာအဲ့ဒီဖြေလို့ရှင်တာဒကမာကြီးရဲ့နော်ဒကမာကြီးတို့ကဖြေတာလမ်းဆုံးအောင်ဖြေတော့ကျုပ်ကမေးရရောနော်အဲ့တော့ဦးစင်းမေးနေတော့ဒီဘုန်းကြီးတော်တော်လက်ပေါက်ကတ်တဲ့ဘုန်းကြီးနော်အမေးကိုမဆုံးနိုင်ဘူးဦးစင်းကလေငယ်တုန်းကအိမ်မှာဆရာတော်ကြီးတွေဇာရဗေဒဆရာတော်ကြီးတွေ၄-၅ပါးအမြဲတမ်းကြွပြီးတော့ခမဲတော်ကြီးနဲ့မေတော်ကြီးတို့နဲ့တရားရေးတွေဆွေးနွေးကြတယ်အဲ့ဒီလိုနှစ်ပေါင်း20နီးနေခဲ့ရတော့ညတိုင်းတရားသံတွေကြားနေရဒါပေမဲ့အဲ့ဒီတရားဝိုင်းထဲမှာဥဒ္ဓမင်္ဂလာကိုအဝင်မခံဦးစင်းကဘေးကနေထိုင်နှားထောင်နေကောင်းလေးသွားဘယ်ချိန်ရှိပြီတော့ဒီကလည်းတရားကိုငယ်ကလေးကစိတ်ဝင်စားတာဘုန်းကြီးဖြစ်မဲ့လူမို့လို့လာတော့မသိအဲ့တော့ဘာလို့အောင်ဆိုတော့စက်တီကုံအောက်ကို၄ဘက်ထောက်သွားပြီးဝုတ်ပြီးတော့နားထောင်ရင်းနဲ့မေးသူတို့ပြောလာတဲ့စကားမှမသိတာရှိရင်ထမေးတယ်သူတို့ကလည်းမဖြေနိုင်ပါဘူးနော်မဖြေနိုင်နောက်ဆုံးကြရင်သူ့မင်္ဂလာပါပဲသွားအိတ်ချီရှားကိုရှိတယ်နင့်အရာဘာလို့သူတို့မဖြေနိုင်ဘူးလို့သူတို့မပြောဘူးအခုလည်းခင်ဗျားတို့ဖြေနေတာလမ်းမှမဆုံးပဲလမ်းမဆုံးတော့ကျုပ်ကမေးရမှာပေါ့နော်စိတ်ဘာလို့ညစ်တော့လောဘဒေါသမောဟတဏမာနဒိဋ္ဌိအိတ်တာမစ္စရိယအဘိဇ္ဇာဗျာပါဒကိလေသာတွေမရှိဘူးလားကိလေသာဆိုတဲ့နာမည်ကမဲညစ်စေတတ်သောတဲ့ဟုတ်ပလားဟဲ့အဲ့တော့မဲညစ်တတ်တဲ့တရားတွေသူတော်ကောင်းတို့တဏ္ဍာမှာရှိမရှိတော့အဲ့ဒီတရားတွေစိတ်မှာနှွမ်းမိုးနေရင်စိတ်တည်ဖြူနေလားမဲနေလားမဲနေရင်ဒီပုဂ္ဂိုလ်ဒီစိတ်ညစ်နွမ်းနေတယ်လို့ပြောလို့မရဘူးလားညစ်နွမ်းနေတဲ့ပုဂ္ဂိုလ်တယောက်မှာစိတ်ညစ်နေတဲ့ပုဂ္ဂိုလ်တယောက်ရဲ့စိတ်မှာမြင့်မြတ်တဲ့တရားတွေကိန်းနေမလားယုံညံ့တဲ့တရားတွေကိန်းမလားဒါဖြင့်ကောင်းသောတရားတွေကိန်းမလားမကောင်းသောတရားတွေကိန်းဒါပဲစိတ်ကိုဖြူအောင်ထားလို့ပြောတာကသူတော်ကောင်းတို့မှာလောဘဒေါသမောဟတွေလွှမ်းမိုးနေကုသိုလ်စိတ်တွေလွှမ်းမိုးမလားအကုသိုလ်စိတ်တွေလွှမ်းမိုးဒါဖြင့်မြင့်မြတ်တဲ့မေတ္တာကရုဏာမုဒိတာဥပေက္ခနဲ့ရှင်တဲ့မြတ်သောစိတ်တွေဖြစ်နေမလားယုံညံ့တဲ့စိတ်တွေဖြစ်နေကိုယ်တဏ္ဍာမှာယုံညံ့တဲ့စိတ်ဖြစ်နေရင်ကိုယ်ဒီမြင့်မြတ်သူလားယုံညံ့သူလားအထက်တန်းရောက်သူလားအောက်တန်းကျသူလားဒါအဖြေပဲကိုဘယ်ဘဝမှာယက်တည်မလဲလို့ကိုအဖြေထုတ်ရှင်းလားဒါဖြင့်စိတ်ကိုဖြူစင်အောင်ကြိုးစားဖို့သင့်မသင့်ဘယ်သူအဆုံးမလဲဖယားလို့မပြောနဲ့အန်းတောင်ပေါ်မှာနေပြီးတော့တော်တော်အောက်တန်းကြလာမြတ်စွာဘုရားရဲ့အဆုံးအမချင်းချင်းပြောဗုဒ္ဓမြတ်စွာထက်မြင့်မြတ်တဲ့ပုဂ္ဂိုလ်မေတော်မာယာဝမ်းကြတိုက်ကမွေးလာကြတဲ့မတ္တရရဲ့မွေးတာနော်မေတော်မာယာမတ္တရရဲ့မွေးတာရှေ့ဆုံးဗြဟ္မာကြီးတွေခါ
အစင်းစင်ခံလာပြီးမြေပြင်ပေါ်ရောက်တဲ့မွေးချင်းခုနှစ်လန်းပြီးအဂောဟာသမသမိလောကတဇစ်ထောဟမသမိလောကတသစ်ထောဟမသမိလောကတလက်ညိုးတစ်ချောင်းထောင်ပြီးတော့ကြွေးကြော်ခဲ့တဲ့ဖယားဟုတ်ပြီနော်ဟိုခရစ်ယာန်ကလည်းသူတို့ဖယားတော့ဖယားပြောတာမွတ်စလင်ကလည်းဖယားပြောတာဟိန္ဒူကလည်းဖယားပြောတာကျန်တဲ့ကိုးကွယ်နေတဲ့ပုဂ္ဂိုလ်တွေအားလုံးကဖယားပြောတာအဲ့တော့သူကအိုရောရောကြောက်ရောရောဖယားမသုံးနဲ့ဘသူဆုံးမရှင်းသလားမြတ်စွာလေးထည့်ပြောမရိုင်းနဲ့နော်တချို့ကဖယားတောင်ရိုးရိုးမပြောလက်အုပ်ချီမပြောနိုင်ဘူးဖယားဆုံးမအော်မသူကဖယားထက်တောင်ကြီးနေသလိုလိုဟမ်ဖယားဆုံးမကိုဟောဖို့လက်မှတ်ထိုးပေးတဲ့လူတွေလို့ပေါ့ကွာသဘောပါလားသူကဖယားတဲ့ကြီးတဲ့ပုဂ္ဂိုလ်ဖယားတရားတွေပါဗျအော်သူ့တောင်ကြောက်နေအောင်ပုံစံအဲ့တော့ကိုယ်အမူအရာရိုင်းဆိုင်ရင်အဖယုတ်လို့နှုတ်အမူအရာရိုင်းဆိုင်ရင်အမိယုတ်လို့ရှင်းလားသဘောပေါက်လားကဲဒါမမေးသင့်ဘူးလားရှင်းတဲ့တရားမို့လို့ရှင်းလားလို့မေးတာအဲ့ဒါရှင်းလားမေးလို့ပြဿနာလာရှာသဘောပါလားအေးသဘောပါမှာမလို့သဘောပါလားလို့မေးတာအဲ့ဒါလာပြဿနာရှာသူ့ဆင်းတဲ့သူပေါ့ကွာနော်ပြဿနာရှာတဲ့လူကတော့ပြဿနာအလုပ်ပဲလုပ်မှာအဲ့တော့အကောင်းမြင်ဝါဒရှိတဲ့လူမှအကျိုးရဟုတ်ကလားအဲ့တော့သဘောပေါက်ဖို့လိုအပ်မလို့အေးဆယ်တန်းအောင်ဖို့မလိုဘူးသဘောပေါက်ဖို့လိုရှင်းတယ်နော်အားလုံးရှင်းတယ်နော်ကောင်းပြီအဲ့တော့စိတ်ကိုဘာလုပ်ရမလဲရှုစအောင်ထားလိုအပ်မလိုအပ်ဘယ်သူကိုယ်တိုင်ကြည့်ရမှာဘယ်သူအဆုံးမလဲမရိုင်းနဲ့နော်ဘယ်သူအဆုံးမလဲအေးအဲ့ဒါတို့မြန်မာနိုင်ငံမှာရင်ကြီးတွေ့ရတာဟိုးရှမ်းပြည်တောင်ပိုင်းမြောက်ပိုင်းမြတ်စွာဘုရားကိုပြောတော့မယ်ဆိုရင်ဘယ်တော့မှသူတို့လက်လွတ်စပယ်မပြောဘူးဘုရားတရားတန်ခါယရနာသုံးပါးကိုပြောရမယ်ဆိုတိုင်းလက်ဥကလေးချီတချို့ဆိုနှစ်ဖူးပေါ်ထိလက်တင်သူ့မင်္ဂလာလက်ကမမြောက်နိုင်ဘူးနှစ်ဖူးပေါ်ထိလက်တင်ပြီးတော့မှမြတ်စွာဘုရားလို့ဒီလိုသုံးတန်ခါတော်တွေများဆွန်းလောက်တော့မယ်ဆိုဆွန်းအုပ်ကိုတခါတည်းနှစ်ဖူးနဲ့ထိပြီးပူဇော်ပြီးမှတီယိုတသေးလောင်းတာမြန်မာနိုင်ငံမှာတော်တော်ရှားသွားပြီအဲ့ဒါဟိုးအောက်ဘက်ကသထုံဒေသမှာတွေ့ရတယ်အထက်ရှမ်းပြည်ပိုင်းမှာတွေ့ရတယ်အဲ့ဒါကြောင့်တနိုင်ငံလုံးပြန်သင်ပေးနေရတယ်ဘယ်သူအဆုံးမတော့အေးဒါကမြတ်စွာဘုရားထက်လောကမှာအယိုသေးပြုတ်ထိုက်သူအယိုသေးခံထိုက်သူယိုသေးထိုက်သူယိုသေးခြင်းဟာတဲ့မြင့်မြတ်သူတို့ရဲ့အလုံးတဲ့ဟောမြတ်စွာဘုရားကိုသူတော်ကောင်းတို့လက်အုပ်ကလေးချီပြောလိုက်တာကိုအဆင့်တန်းကိုမြင့်တင်ပြီးသားဖြစ်သွားပြီရှင်းသလားပညာရှိသောပုဂ္ဂိုလ်မြင့်မြတ်သောပုဂ္ဂိုလ်မှသာလျှင်ယိုသေးထိုက်သူကိုယိုသေးနိုင်စွမ်းရှိပါတယ်တဲ့ကဲဘောပေါက်ပြီလားယရနာဆိုတာလူတိုင်းနဲ့မထိုက်ဘူးရှင်းသလားအဲ့တော့ထိုက်တန်သူဖြစ်အောင်ကြိုးစားဖို့လိုအပ်မလိုအပ်ကဲဒါပထမတစ်ပိုက်မကောင်းမှုမှန်သမျှမပြုတ်လုပ်ခြင်းကောင်းမှုကုသိုလ်ကိုပြည့်စုံသည့်တိုင်အောင်ဖြည့်ကျင့်ခြင်းစိတ်ကိုဖြူအောင်ထားခြင်းတို့သည်မြတ်စွာဘုရားရှင်ပွင့်တော်မူပြီးသောဘုရားရှင်တို့ရဲ့အဆုံးအမပဲလို့မြတ်စွာဘုရားကလမ်းညွှန်မှုပေးတယ်။ကဲနောက်တစ်ပိုက်တိတိခာသီခံခြင်းဟုဆိုအပ်သောခန္တီခန္တိသီခံခြင်းခန္တိသည်ပရမန်မြတ်သောတပောအကျင့်ဤတဲ့မြတ်စွာဘုရားကဒါဖြင့်အားလုံးသီခံဖို့လိုအပ်မလိုအပ်ကောင်းပြီဒါဖြင့်သီခံဆိုတဲ့စကားလုံးကိုကြားဘူးလားကိုယ်တိုင်ကပြောဘူးလားသူများကိုဆရာလုပ်ပြီးသီခံပါအေးညီးရလဲမပြောဘူးလားကိုယ်ရောသူများလာပြောတာမကြားဘူးလားသီခံမင်းရလေကွာသီခံလိုက်ပါကွာမပြောဘူးလားအဲ့ဒါဥစဉ်ကငယ်လေးကလေးကြားဘူးလေအဲ့တော့ဒီမေးခွန်းကိုအဲ့ဒီဘုန်းကြီးကြီးတွေကို9တန်းကျောင်းသားဘဝထမေးဘူးလေနော်ဘာလို့ဆိုတော့သီခံဆိုတဲ့စကားလုံးနောက်မှာမေးခွန်း3မျိုးထွက်လာတယ်ပထမတစ်မျိုးကဘာကိုသီခံဒုတိယတစ်မျိုးက
ဘယ်လိုသိခံရမှာလဲတတိယတစ်မျိုးကဘယ်လောက်ထိသိခံရမှာလဲနော်အဲ့ဒါဦးစင်းကခုနှစ်တန်းကျောင်းသားကတော့မေးတာအဖြေမရခဲ့ဘူးဒီနေ့အန်းကတော့တောင်ပေါ်မှာနေတဲ့လူတွေဆိုတော့အဆင့်မြင့်မြင့်တယ်သူတို့သိလောက်တယ်ဆိုအာကိုတကြီးနဲ့ကျုံပါနန်ရိုးကျိုးနေတဲ့ထဲကရောက်အောင်လားအဲ့တော့အလုံးကျေးဇူးပြုပြီးတော့ကျွန်တော်တို့ဘာကိုသိခံရမှာလဲခင်ဗျာကျေးဇူးပြုပြီးသင်ကြားပေးကြပါသူမင်္ဂလာမတက်ပါဘူးဒီတယောက်တော့ကျူရှင်တက်ထားတယ်သူပေါ်ပေါ်မဟုတ်ဘူးအရာရာတိုင်းကိုသိခံတာအကောင်းဆုံးပါဗျာတရားတိုင်းမှာအကန့်အသတ်ရှိနော်တရားတိုင်းမှာအကန့်အသတ်ရှိတယ်သူ limit နဲ့သူရှိပါတယ်အဲ့တော့ဦးဇင်းတို့ကသိကိုသိရဘာကိုသိခံရမှာလဲဘယ်လိုသိခံရမှာလဲဟုတ်ပြီနော်ဘယ်လောက်ထိသိခံရမှာလဲအဲ့တော့တရားတစ်လုံးတစ်လုံးကိုဦးဇင်းကကြားတိုင်းဖတ်တိုင်းမှတ်တိုင်းလေ့လာလို့သိရှိလာတိုင်းအဲ့ဒီအကြောင်းနေနဲ့ဦးဇင်းကလိုက်ရှာတယ်ဉာဏ်ဆိုတာကိုဦးဇင်းအဓိပ္ပာယ်ဖော်ခဲ့သလိုပေါ့နော်ငယ်ငယ်လေးကလေးမဲတော်ခမဲတော်ကမင်းဉာဏ်ကိုလွှာသုံးစမ်းဓာကြီးကြိုင်ပြီးစဉ်းစားတယ်ဘာနဲ့သွားလွှာဘယ်ဟာကိုလွှာဉာဏ်ကဘယ်နားမှာဟုတ်ပြီနော်သူမင်္ဂလာဒီလိုလူမျိုးမသိအောင်ကြိုးစားတယ်ရောင်ွားတော့မနေဘူးမသိဘဲနဲ့ကိုယ်တိုင်လည်းမသုံးဘူးလက်လည်းမတွက်ဘူးစဉ်းလည်းမစဉ်းစားဘူးသိလာပြီဆိုရင်သိအောင်ကြိုးစားတယ်တွေးလာတာနဲ့သိအောင်ကြိုးစားတယ်ရှင်းအောင်လုပ်တယ်အဲ့တော့ဉာဏ်ဆိုတာဘာလဲ common ခြုံကြည့်တယ်ဥစဉ်မိုးကုတ်မြို့ကြီးမှာဒီဇင်ဘာလအလွန်အေးတဲ့အချိန်4 degree centigrade အဲ့ည0 degree centigrade ရှိတယ်နှင်းနေတစ်ဖြောက်ဖြောက်ကျနေထိုင်စဉ်းစားဉာဏ်ပါလေလူတွေကိုငါဘယ်လိုသိအောင်ပြောမလဲငါတရားဟောပလင်ပေါ်ရောက်နေပြီသူကငါ့ကိုဉာဏ်လာမေးငါဘယ်လိုဖြေမလဲသဘောပါတယ်နော်အဲ့ဒီမှာအားလုံးရှိသမျှဉာဏ်တွေရဲ့နာမည်တွေကိုချရေးတယ်ဟာသဉာဏ်ဇဝနဉာဏ်ကနေစပြီးတော့ဥရိယဝေယဘင်္ဂအာရိနဝသောတာပတ္တိသဂရဂမိအစရှိတဲ့ဉာဏ်တွေအကုန်လုံးချရေးပြီးတော့အဲ့ဒီဉာဏ်တွေအကုန်လုံးနဲ့အကျုံးဝင်မဲ့စကားလုံး definition meaning ကိုရအောင်ထုတ်အဲ့ဒီမှာနောက်ဆုံးခြုံလိုက်တော့အကောင်းဆိုအကြောင်းကျိုးအမအမှန်ပိုင်းခြားသိတာဉာဏ်အဲ့ဒါကြိုက်တဲ့ဉာဏ်နာမည်တွေကိုထည့်လိုက်အကျုံးဝင်တယ်သဘောပါပြီလားအခုလဲသိခံဘာကိုသိခံမှာလဲဘယ်လိုသိခံဘယ်လိုဆိုတာဘာကြောင့်သိခံရတာလဲဆိုတဲ့အဖြေထွက်ရအဲ့တော့ဘာကိုဆိုတော့သူတော်ကောင်းတို့ဦးဇင်းတို့မှာနေ့စဉ်နဲ့အမျှရင်ဆိုင်နေရတာလည်းရှိမရှိလောကကြီးမှာရင်ဆိုင်နေရတယ်လောကသားတစ်ယောက်အနေနဲ့လူပဲဖြစ်ဖြစ်နတ်ပဲဖြစ်ဖြစ်ဗြဟ္မာပဲဖြစ်ဖြစ်တိရစ္ဆာန်ပဲဖြစ်ဖြစ်ကြိုက်တဲ့တ attva ဖြစ်လောကမှာမလွဲမသွေရင်ဆိုင်နေရတာလောကရန်တရား၈ပါးအလုံးမှတ်ထားဘာကိုသိခံရမှာလဲလို့မေးရင်လောကရန်တရား၈ပါးဘာကိုသိခံရမလဲဘာကြောင့်လောကရန်တရား၈ပါးကိုသိခံဖို့လိုတာလဲဆိုရင်လာဘောအလာဘောရသောအရသောနေနာပတန်တာဒုက္ခဒုက္ခဆိုတဲ့လောကရန်၈ပါးမရှိဘူးလားလာဘောလက်ရခြင်းအလာဘောလက်မရခြင်းအဲ့တော့လက်လာပါတိုးပွားကြီးပွားတိုးတက်လာပြီဆိုရင်လူတွေဘာဖြစ်တတ်တော့ပျက်စီးတတ်ဘာပျက်စီးတယ်အဲ့ဒီမှာတို့ရောင်ဝါးတွေမဖြစ်စေနဲ့ဘဝတစ်ခုရဲ့အနှစ်သာရသီလသမာဓိပညာပြန်ပြောသီလတစ်ခုတည်းနဲ့မပြည့်စုံဘူးဟုတ်ပြီနော်သီလစောင့်ထိန်တယ်အဲ့ဒီသီလတွေသမာဓိဘဝတစ်လျှောက်လုံးဖြောင့်မတ်အောင်အကျိုးအပေါက်အပြောက်ကြားမရှိအောင်စောင့်ထိန်နေတာသမာဓိအဲ့ဒီသီလသမာဓိကိုထိမ့်သိမ်းထားတာပညာသီလမရှိတော့ဘူးဆိုရင်ဒီပုဂ္ဂိုလ်ကသမာဓိလည်းမရှိဘူးပညာလည်းမရှိဘူးပညာမရှိလို့သီလပြတ်သီလပြတ်တာတော့လောကမှာကိုကျိုးစည်းပွားဖြည့်ဆည်းတာမရှိဘူးဟုတ်ပြီနော်သီလပြတ်ရင်ကိုအကျိုးစည်းပွားအရင်ဆုံးပြတ်တာသူများအသက်တတ်ပြီးဆိုကြတဲ့ကရင်ဒီပုဂ္ဂိုလ်ဒီဘဝဆက်တိုင်းအသက်တူတော့ငရဲရောက်တော့မယ်ဆိုဘယ်သူကျိုးစည်းပွားဘယ်သူဖြတ်တာ
ကိုကျိုးစည်းပွားကိုဖျက်တာအခုပစ္စည်းဥစ္စာမရှိလို့ခိုးမယ်ခိုးပြီဆိုတော့ဒီဘဝစားစားစရာတော့ရရင်ရမယ်ဒါပေမဲ့ဘဝတန်တရားမှာအခုငတ်လို့ကိုတန်တရားတစ်ချောင်းလုံးတောင်းစားလို့တောင်ပေးမဲ့လို့မရှိတော့ဒါဖြင့်ဘသူကျိုးဘသူဖျက်ရတာဒါဖြင့်ဘဝတစ်ခုရဲ့အနှစ်သာရအခုလူဘဝကိုလူလို့ခေါ်နိုင်တာလူတိလလူတမာတိလူပညာတိလသမာဓိပညာမရှိပဲလူလို့ပြောလို့ယဟန်အခုဒီဘက်မှာဥဒိနဲ့သိခါဝါကြီးတဲ့ပုဂ္ဂိုလ်တွေအများကြီးရှိတယ်အဲ့ဒီပုဂ္ဂိုလ်တွေကအောက်ကနေထိုင်ပြီးတော့ဥဒုမင်္ဂလာကိုပလင်မော်ထားတာဘာကြောင့်ယဟန်ဆိုတော့ယဟန်တိလယဟန်တမာတိယဟန်ပညာဟုတ်ပလားတိလသမာဓိပညာကြောင့်ပလင်မော်ရောက်ရရှင်းတယ်နော်ဒါဖြင့်လူလို့ခေါ်နိုင်တာလဲလူတိလမရှိပဲလူလို့ခေါ်လို့ယဟန်ကလည်းယဟန်တိလမရှိပဲယဟန်လို့ခေါ်လို့ရှင်းသလားဒီတော့လောကရန်ကြုံတဲ့အခါဘာပြက်တာတုံးဆိုတိလသမာဓိပညာရှင်းလားချဲလေးပေါက်ခါရှိသေးတယ်မယံငယ်နေခြင်းလားတော့ပါလားစီဝါလေးနည်းနည်းတက်လာရင်လင်ကဖောက်မယားကဖောက်ဘဝဝင်ကျင်မှာကြုံဘူးလားအလွယ်ဆုံးတစ်ခုပြောရရင်ခုခေတ်မှာတော့ရေပန်းစားနေတာရှိတယ်ရထဲရွာထဲမှာဒီကောင်လေးကဘွယ်လဲရပြီးသားပညာလဲတတ်တယ်ပရိဟိတလည်းလုပ်တယ်တက်တက်ကြွကြွလည်းရှိတယ်ဖင်ပေါ့တယ်ပေါ့နော်ရကျိုးရွာရိုးလည်းရွက်ဆောင်နိုင်တယ်ဆိုပြီးအဲ့ဒီကောင်လေးအုပ်ချုပ်ရေးမှုခန့်ကြည့်လိုက်နှစ်ပတ်မခံသဘောပါလားဘာပြက်သွားလဲသီလပြက်ပြီတမာရီပြက်ပြီသီလတမာရီပြက်တာဘာမရှိလို့ဉာဏ်မရှိလို့ကျင်းလားလာဘောလက်ရလို့လဲသီလပြက်တယ်လက်မရပြန်တော့လဲဥမမတောင်းတော့ခုခေတ်အစိုးရဝန်ထမ်းတွေမေးကြည့်လိုက်ဘာလို့ဟောက်စား၆စားလိန်စားကြစ်စားတွေလုပ်နေတာလဲလို့မေးလိုက်လှုပ်ချင်ပါဘူးတဲ့မလောက်လို့သဘောပါလားဥမမတောင်းတော့သွားပေါ့ကွာရှင်းလားလာဘောအလာတချို့ကအချွေရံများလာရင်အုပ်စုဖွဲ့ပြီးအနိုင်ကျင့်ကြခုအုပ်စုဖွဲ့အနိုင်ကျင့်တဲ့ကောင်တွေတပုံကြီးပဲလောကတကောင်နဲ့じゃကြောက်လို့လိုက်လျောလိုက်ရတာတဲ့တယောက်တည်းဖြစ်နေတာကိုသဘောပါလားအချွေရံများတော့တစ်မျိုးအချွေရံမရှိတော့တစ်မျိုးများလို့ပဲပြက်မရှိလို့ပဲပြက်တာဟာကျင်းသလားတချို့ကချီးမွမ်းခံရတော့တစ်မျိုးကဲ့ရဲ့ခံရတော့တစ်မျိုးသဘောပါလားဟိအဲ့တော့သီးခံဆိုတာဘာကိုသီးခံလောကရန်တရား၈ပါးကိုသီးခံဘယ်လိုသီးခံသီလသမာဓိပညာမပြည့်စည်အောင်သီးခံရပြန်ပြောသိချဖြေနော်ဥဒုမင်္ဂလာရောင်ဝါမဟုတ်ခင်ဗျားတို့လည်းရောင်ဝါမသိဘူးအဲ့တော့အခုဖြေတော့တာသီလသမာဓိပညာနည်းနည်းလေးရှည်လာတာနဲ့ခင်ဗျားတို့ဗျံပရာဖြစ်ချင်တာအဲ့တော့သင်္ကရေကစနစ်တကျသင်တာဘာကိုသီးခံရမှာလဲလောကရန်တရား၈ပါးကိုသီးခံရမှာပါဖယားသိချဖြေဘာကိုသီးခံရမှာလဲဘယ်လိုသီးခံရမှာမပြည့်စည်အောင်အဲ့နောက်ကဟာအရေးကြီးတာဘာလို့နောက်ကျမှဝါသွားတာပြန်ပြောအဲ့ဒါတော့အိမ်ရောက်ရင်ရောက်ဝါသွားမလို့နဲ့နင်တို့ဘုန်းကြီးကမဟုတ်လိုက်ဟိုဟာလေးသီးခံလို့ခေါ်လိုက်တယ်ဘာလို့သီးခံမှာလဲလောကရန်၈ပါးဘယ်လိုသီးခံမှာဟိုသီ
အခုတရားပွဲတဲ့ကရောင်နေမှတော့အိမ်ပါမှာမဟုတ်ဘူးနော်ဘာကိုသိခံမယ်လောကဓာတ်တရား၈ပါးကိုဘယ်လိုသိခံရမလဲဟုတ်ပြီနော်တရားပွဲပြီးကန်ဒီမေးရင်ရမလားအခုလဲသိခံဘယ်လိုရာသီဥတုကအေးတယ်ဒါပေမဲ့အခုဘာလာနာတာလဲပွဲလာကြည့်တာလားကပွဲခုံပွဲလာတာလားပါတီပွဲလာတာလားဘာလာလောက်တာလဲဘသူတရားတော့မလိမလုပ်ပါနဲ့ဥဒုမင်္ဂလာတရားတဘုံမှမရှိဘူးအယက်ကတို့ရဲ့ကျေးဇူးပြုပြီးမစွတ်ဆွဲပါနဲ့ဗျာဘသူတရားတော့အခုသမ္မာပါပတ္တအကရဏဆိုတာဘုရားတဆူတဲ့တောင်မဟုတ်ပါဘူးပွင့်တော်မူပြီးတော့မြတ်စွာဘုရားရှင်တို့ရဲ့တရားပါဒီတော့အားလုံးမြတ်စွာဘုရားပေါ်မှာတန်ဖိုးထားဖို့လိုအပ်မလိုအပ်မြတ်စွာဘုရားဟောတဲ့တရားတော်တွေဒီလောကသားတွေအတွက်အကျိုးရှိမရှိအကျိုးပြုမပြုဒါဖြင့်တန်ဖိုးရှိမရှိဒါဖြင့်မြတ်စွာဘုရားတရားတော်ဒီလောကအမှန်တရားတွေဟုတ်မဟုတ်ရင်တရားတော်ကိုလည်းတန်ဖိုးထားဖို့လိုအပ်မလိုအပ်တရားတော်တွေဒီနေ့အထိကြားနာနေရတာဘယ်သူတွေရှိနေလို့သံဃာတော်တွေရှိနေလို့အဲ့တော့ဘုရားယရဏသံဃာယရဏမြတ်သုံးပါးကိုလာရောက်ပူဇော်တာဖြစ်တဲ့အတွက်တရားပွဲမပြီးမချင်းထမပြန်ပါနဲ့ဟုတ်ပြီနော်သာသနာပြုပေးကြမယ်နော်ရေစက်ချအမျှဝေပြီးသူမင်္ဂလာပြန်သွားဟိုကားပေါ်ရောက်လို့ပြန်သွားမှကိုယ်နေရာကိုအေးအေးဆေးဆေးပြန်ထွက်ခြင်းဖြင့်သာသနာပြုပေးပါမဟုတ်ရင်ဒီမှာဓမ္မပူဇာကရင်ဝေယုံသုံးကားနဲ့နောက်ကထပြေးကုန်ပြီနော်အခုဆရာတော်ဘေးရန်ကင်းပါစေဆိုတာမေတ္တာပို့ခံခြင်းလုံးလုံးမဟုတ်ဘူးခင်ဗျားတို့ကုသိုလ်ရအောင်လုပ်ပေးတာဟုတ်ပြီနော်အပြင်ကကြည့်ရင်သာသနာတော်ကြီးကိုအထင်သေးကြလုံးလို့ဘုန်းကြီးကပလင်ပေါ်တက်လာပြီးအောက်ကညင်းလို့ခုံလို့မပြီးသေးဘူးအဲ့လိုဖြစ်နေလို့မေတ္တာပို့ခိုင်းထားတာအခုလည်းပြန်ကြွသွားရင်ဆရာတော်ကားပေါ်မရောက်မချင်းဆရာတော်ဆိုတော့ကျုပ်တစ်ပါးတည်းအတွက်ပြောတာမဟုတ်ဘူးဘယ်တရားပွဲပဲကျင်းပဘယ်ဆရာတော်ပဲလာဟောဆရာတော်ပြန်မကြွမချင်းနေရာမထားနဲ့ဆရာတော်ဘေးရန်ကင်းပါစေမေတ္တာပို့အမှန်တန်ကြီးညိုစရာမကောင်းဘူးလားအဲ့ဒါပဲသီးခံဆိုတာအဲ့ဒါပါပဲဟုတ်ပြီနော်အဲ့တော့ဘာကိုသီးခံရမှာလဲဘယ်လိုသီးခံရမှာလဲနောက်ဆုံးမေးခွန်းကတော့ခင်ဗျားတို့တီးပြီးသားဖြစ်ပါလိမ့်မယ်ဘယ်လောက်ထိသီးခံရမှာအိုးသာဓုအန်းကဘယ်ပေါ့လို့လဲနော်ဘယ်ရောက်အောင်သီးခံရမလဲနိဗ္ဗာန်မရောက်မချင်းငါတို့လမ်းမဆုံးသေးဘူးရှင်းသလားအဲ့တော့ကိုယ်သီလသမာဓိပညာကိုအဓိသီလအဓိစိတ်ဓာတ်အဓိပညာဆိုတဲ့နိဗ္ဗာန်မက်ဖို့ပန်းတိုင်မရောက်မချင်းသီးခံနိုင်အောင်ကြိုးစားရမယ်သီလမပြတ်အောင်သီးခံပါသမာဓိမပြတ်အောင်သီးခံပါပညာမပြတ်အောင်သီးခံဘယ်လောက်ဆင်းရဲငွေမရှိလို့ဘဝမပြတ်ဘူးသီလပြတ်မှဘဝပြတ်ယာဓုမရှိလို့ဘဝမပြတ်ဘူးသီလမရှိမှသဘောပါသလားလူဖြစ်ခိုက်လူသီလသမာဓိပညာမှမရှိရင်လူဘဝပြတ်ပြီကျင့်တတ်သလားအလုံးသဘောပေါက်တယ်နော်အဲ့တော့ဒီတလုံးဆွဲမြဲမှတ်သွားပါနော်ကောင်းပြီခတ္တိပရမန္တဘောတိဋ္ဌိနိဗ္ဗာန်ပရမဝရန္တိဗုဒ္ဓလောကမှာကိလေသာငြိမ်းအေးတဲ့နိဗ္ဗာန်ဟာအမြတ်ဆုံးဟုတ်ပလားဟဲ့အဲ့တော့ကိလေသာငြိမ်းအေးအောင်ကြိုးစားကြဖို့လိုအပ်မလိုအပ်အဲ့ဒီနောက်ကမှာနော်ပန္တင်စနောက်ကသီးခံခြင်းဟာမင်္ဂလာတစ်ပါးဆိုပြီးတော့နောက်ကလာပါပြီနော်သူတစ်ပါးအသက်တတ်ခြင်းသည်ကောင်းသောလို့လားမကောင်းသောလို့လားမြတ်စွာဘုရားကတတ်မှုကိုဦးစားပေးလားမတတ်နဲ့လို့ဆုံးမသလားအဲ့ဒီတွေ့နော်သူတစ်ပါးအသက်တတ်တဲ့လူတွေပပ္ပစိတော်ယဟန်မဟုတ်တော့ဘူးတဲ့ဝါသူမြတ်စွာဘုရားရဲ့တပည့်သားတာဝကဟုတ်တော့အဲ့တော့မြတ်စွာဘုရားတရားတော်တွေကိုယုံကြည်တယ်ဆိုသူများအသက်ကိုမတတ်ပါနဲ့နောက်ပရံသူတစ်ပါးကိုဝိဟေထေယံတော့
ညှဉ်းပန်းနှိပ်စက်ကိုစိတ်ပင်ပန်းအောင်ညှဉ်းပန်းနှိပ်စက်လေးရှိတဲ့လူဟာမြတ်စွာဘုရားရဲ့တပည့်သားမဟုတ်တော့ကိုစိတ်ငြိမ်းအေးသူမဟုတ်နိုင်တော့ဘူးဟုတ်ပလားဟဲ့ဒါဘု து အဆုံးအမတော့ဒါပြင်မြတ်စွာဘုရားအဆုံးအမကိုလိုက်နာကျင့်သုံးသူတိုင်းသူတစ်ပါးအသက်ကိုသူတစ်ပါးကိုစိတ်ပင်ပန်းအောင်မလုပ်ပါနဲ့ငါပြောလိုက်တာဟိုကောင်မှမျက်ရည်တောက်တောက်ကျသွားတာအမဲသူကပြောနေတယ်ဘောပါနော်ဖြစ်တဲ့သလားဗုဒ္ဓဘာသာမှရင်သူတစ်ပါးစိတ်ဆင်းရဲအောင်ပြောရမလားစိတ်ချမ်းသာအောင်ပြောရမလားကျင့်တဲ့နော်နောက်ကအနုပဝါဒမစွတ်စွဲမကဲ့ရဲ့ခြင်းသည်၎င်းဗုဒ္ဓရဲ့တပိသားမှရင်ဘယ်သူတဦးတယောက်ကိုမှမစွတ်စွဲပါနဲ့မကဲ့ရဲ့ပါနဲ့အကြောင်းကောင်းရင်အကြောင်းမကောင်းရင်လောကမှာရှိနေတာအကြောင်းတရားနဲ့ဒီပြင်ပါရှိသေးတယ်ဘာမှမရှိတော့ပုဂ္ဂိုလ်တ attva တွေကပြုပြင်နေတာလားအကြောင်းတရားအကျိုးတရားကပြုပြင်တာကိုကမကောင်းကျိုးကိုမလိုချင်ရင်မကောင်းတဲ့အကြောင်းမလုပ်နဲ့ဒါကြောင့်ပြုသမျှအကြောင်းမကောင်းကောင်းအောင်လုပ်သိမထားဘူးလားပြန်ပြောလုပ်သမျှအကြောင်းမကောင်းကောင်းအောင်လုပ်ကောင်းအောင်လုပ်မှကောင်းတဲ့အကျိုးရမှာခင်ဗျားတို့မကောင်းကျိုးလိုချင်လားကောင်းကျိုးလိုချင်လားဘယ်သူပေါ်မူတည်လဲဘယ်သူမပြုအဲ့တော့ကိုကောင်းကျိုးမကောင်းကျိုးခံစားရတာသူများလှုပ်ထားတာလားကိုပြုထားတဲ့အကြောင်းလားဒါဖြင့်ဘယ်သူကိုမှဆွဆွဲเสียဘယ်သူကိုမှကဲ့ရဲ့เสียလဲဘလို့သူ့မှာလည်းလောဘရှိသလိုငါမှလည်းလောဘရှိရင်လောဘရှိတဲ့လူတိုင်းမမာဘူးလားအဲ့တော့သူလည်းမားတယ်ကိုလည်းမားတယ်သူ့မှာဒေါသရှိသလိုသူလည်းဒေါသလေးအောင်မားသလိုကိုလည်းဒါဖြင့်ကဲ့ရဲ့เสียအကြောင်းအနုပဝါဒမစွတ်စွဲမကဲ့ရဲ့ခြင်းသည်၎င်းအနုပကတော့မငင်းဆဲမတတ်ဖြတ်ခြင်းသည်၎င်းဒါဘယ်သူတွေကျင့်ရမှာတပည့်တော်တို့ကျင့်ရမှာလို့ဖြေအော်နိုင်လို့ဒီမှာပြန်ပြောအခုဆုံးမနေတာဘယ်သူကိုဆုံးမနေတာလဲအခုဩဝါဒပါတိမောက်ကြီးကိုကြားနာနေရတာဘယ်သူတွေတော့ဒါဖြင့်ဒီတရားဘယ်သူအတွက်တရားတော့အဲ့ဒါဝေ့ပြီးတော့မလေးလူတွေကြည့်ရမှာသတ္တဝါတွေကြည့်ရမှာသူမပါတဲ့အတိုင်းပဲနင်တို့ဟောနေတာသဘောပါသလားဒါဖြင့်သူတော်ကောင်းတို့သည်မစွတ်စွဲနဲ့မကဲ့ရဲ့မငင်းမနဲ့မနှိမ့်ဆက်နဲ့ဟုတ်ပလားဟဲ့နောက်ကပါတိမောက်ခေစတံဝရောလူမှန်ရင်လူ၅ပါးသီလစောင့်ထိန်ဖို့လိုအပ်မလို့အောက်ထိပ်ဆုံး၅ပါးသီလကိုဘဝရည်တည်မှုအသက်မွေးမှုမှာသူများအသက်တတ်ပြီးလည်းမစားနဲ့သူများပစ္စည်းခိုးပြီးလည်းစားရှင်းသလားသူများသားမယားလည်းမပြစ်မှားရှင်းလားပြီးတော့မှုသားပြောပြီးတော့အသက်မွေးဝမ်းကြောင်းမပြုပါနဲ့သေရီသေရက်ရောင်းဝဲမတော့ယုံနေမဟုတ်ဘူးမိတို့ရဲ့ကိုကကြော်ညာကြီးရဲ့တပုံကြီးနော်မြန်မာနိုင်ငံကလည်းအတော်တော့အတူယူဖို့ကောင်းတယ်လျက်ပေါ်လော်လီတဲ့အရက်ကြော်ညာတွေကြောင်းတဲ့အဲ့ဒီမပေါ့တပေါ့ဝတ်ထားတဲ့မိမတွေကြော်ညာရှိလို့ဘုန်းကြီးတွေကြော်ညာမကတ်ရဟိုမပေါ့တပေါ့တော့မပိတ်ဘူးဘုန်းကြီးကြော်ညာပိတ်တရားပွဲကိုဘုန်းကြီးတွေပုံနဲ့ကြော်ညာမကတ်ရဟောတန်ဃာတွေပုံကတ်တာတော့ဟောဆရာတော်ဆိုလက်ဥကလေးချီသွားကုသိုလ်လားအကုသိုလ်ဟိုမပေါ့တပေါ့လေးကြည်သွားတော့ဩအေးအဲ့ဒီအရက်ကြော်ညာနဲ့မပေါ့တပေါ့မပိတ်ဘူးဘုန်းကြီးတွေတရားပွဲကိုပုံတော်နဲ့မကြော်ညာရပိတ်ထားပြီးရန်ကုန်မှာဘောပါလားမြန်မာနိုင်ငံပညာရှိတွေအုပ်ချုပ်တာဘာမှမပူနဲ့အာကုသို့ပွားเสียမပေါ့တပေါ့မပိတ်ဘူးနော်တို့သီရိလင်္ကာနိုင်ငံမှာသွားတယ်တနိုင်ငံလုံးပတ်တာတီဟိုကိုချစ်လွန်းလို့ဥစဉ်ခက်ခက်သွားတယ်ဟိုရောက်သွားတဲ့ခါကျရင်မပေါ့တပေါ့ပုံတပုံမှမတွေ့ရဘူးအရက်ကြော်ညာဆိုင်ဖို့ဘယ်နေရာမှမတွေ့ရဘူးအရက်ဆိုဘီယာပါမပါဘူးကြော်ညာမရှိဘူးလမ်းစုံလမ်းကလမ်းလေးကလူအများသွားလာနေတဲ့နေရာမှာအရက်ဆိုင်မရှိဘူးသီရိလင်္ကာဗုဒ္ဓဘာသာနိုင်ငံမြန်မာနိုင်ငံကဟိုဗမာပြည်ပြောတာပါဒီရခိုင်မပြောကျင်းတယ်နော်ကဲထားလိုက်တော့တို့အခုဘယ်ရောက်သွားပြီ
တော်လိုက်တာသာဓုသာဓုဒီမှာအာကျိုးမှန်တဲ့ပြောနေတာတခုံးပြောလိုက်ဒီမှာစူးနေတာနော်ကြည်စံမှန်တဲ့အတိုင်းပဲကဲထားပါတော့အနုပဝါတော်မဆွဆွဲမကဲ့ရဲ့ခြင်းသည်၎င်းအနုပဂါတော်မငင်းဆဲမသက်ဖြတ်ခြင်းသည်၎င်းပါတိမောက်ခေစတံဝတော်လူမှန်ရင်လူတီလစောင့်ထိန်ဖို့လိုအပ်မလိုအပ်နောက်ကအရေးကြီးတာလာတော့ပန္တင်စမတ္တင်ညုတာစဗတ္တသမိန်ဗတ္တသမိန်စွမ်းဘောစဉ်ဤမတ္တင်ညုတာစအတိုင်းရှိကိုတိတိဤဖြစ်သည်၎င်းဒါလေးပါလာတယ်ဒါဟာမြတ်စွာဘုရားရှင်တိုင်းရဲ့အဆုံးအမမှာပါရနော်ဒီတော့သူတော်ကောင်းတို့ဒါကိုကြည့်မယ်နေတိုင်းသူတော်ကောင်းတို့ထမင်းမစားဘူးလားအဲ့ဒီနေရာမှာမေးမယ်ဘယ်လောက်ထိစားတယ်ဝအောင်စားတယ်သာဓုသာဓုဝအောင်စားတယ်ဟုတ်ပြီနော်နောက်ရှိသေးတယ်ဘယ်လိုစားတော့ကောင်းအောင်စားတယ်ကောင်းကောင်းစားတယ်အရသာရှိရှိစားတယ်ဝအောင်စားတယ်ဟုတ်ကလားအဲ့ဒီမှာစပြဿနာတက်တာနော်မြတ်စွာဘုရားကမတ္တင်ညုတာစဗတ္တသပိစွမ်းဘောစဉ်ရဲ့အတိုင်းရှိကိုသိရမယ်အဲ့ဒါဘာပြောတာလဲဆိုတော့အခုသူတော်အောင်တို့အသိပညာမြင့်မားတဲ့တိုင်းပြည်လူမျိုးနဲ့အသိပညာနည်းပါးတဲ့တိုင်းပြည်နဲ့အဲ့ဒီနှစ်ချက်အဲ့ဒီအချက်သိပ်ကွာနေဟိုအစင်းမြင့်တဲ့တိုင်းပြည်တွေမှာသွားကြည့်ရင်ဘယ်တော့မှသူတို့ကအစာကိုဗိုက်ပြည့်အောင်စားဟုတ်ပြီနော်နောက်ပြီးတော့ကိုယ်ခန္ဓာကိုယ်ကိုအန္တရာယ်ဖြစ်စေမဲ့အစာမစားဘူးအဲ့တော့ तू ကစားကောင်းအောင်စားဘူးအကျိုးစီအောင်စားအခုပညာနည်းတဲ့တိုင်းပြည်ဟာတွေကြတော့အချုံမုံလဲလာထားအချုံမုံအစင်မြေတော့အသားမုံလာထားဘာကြီးလာအခုတရုတ်မုံနေအန္တရာယ်ဖြစ်မှန်းသိတယ်ဒါပေမဲ့ဒီတရုတ်မုံကိုမက်မောစားနေကြအဲ့ဒါဘာဖြစ်လို့လဲဆိုတော့ဘဟုတုတမရှိဘူးပညာနည်းတယ်အဲ့တော့အစာစားတယ်ဆိုတာတကယ်တော့အာဟာရဖြစ်အောင်စားဘာဖြစ်အောင်စားရမလဲအဲ့တော့အစာဘာအတွက်စားရလဲလို့မေးရင်အာဟာရဖြစ်ဖို့ခင်ဗျားတို့ကျတော့အရသာခံဖို့ဖြစ်နေတယ်စီးစိမ်ခံဖို့စားတယ်ဘိုက်ပြည့်အောင်စားတယ်ဘိုက်လည်းပြည့်ရောအင်းနဲ့အိတ်ဟုတ်ပြီနော်အဲ့ဒါဘာလဲဆိုတော့အစာဒီမှာကြည့်အစာကိုဘိုက်ပြည့်အောင်စားတဲ့အပြစ်အရင်ပြောမယ်အစာအဝဘိုက်ပြည့်အောင်စားလိုက်တဲ့ဆိုဘိုက်ဆိုတာခင်ဗျားတို့ဘိုက်ကြီးပြောပေမဲ့တကယ်သူတော်ကောင်းတို့ဗဇက်ကစားလိုက်တဲ့စာအရင်ဆုံးရောက်တာအစာအိမ်ထဲကိုရောက်ဘယ်ထဲကိုရောက်တယ်အစာအိမ်ဆိုတာဟောဒီဘယ်ဘက်အဆုပ်ဘယ်ဘက်ရင်အုံရဲ့အောက်နားလေးမှာနှလုံးအိမ်ရှိပါတယ်ဘုဥသူမင်္ဂလာနံရိုးကျိုးနေတာအဲ့နှလုံးအိမ်နားမှာကျိုးနေတာအဲ့ဒီနှလုံးအိမ်ရဲ့အောက်နားလေးမှာအစာအိမ်ရှိပါတယ်အဲ့တော့အဲ့ဒီအစာအိမ်ထဲကိုအစာပြည့်အောင်စားလိုက်တဲ့ကအစာအိမ်ကအလွန်မင်းဖောင်းကားသွားဟုတ်ပြီနော်အဲ့တော့အဲ့ဒီအစာအိမ်အစာကြေချက်တဲ့ digestion system အဲ့တော့ဒီဘိုလိုလေးတွေနည်းနည်းထည့်ပြောတာကိုသိခံပေးပါနော်လူငယ်ပိုင်းနေနားလည်အောင်စိတ်ဝင်စားအောင်ရွတ်ဆောင်ပေးရခြင်းဖြစ်ပါတယ်နော်တချို့စကားလုံးတွေကြတော့လဲဘိုလိုပြောလိုက်ရတာတဲ့ရှင်းဗမာလူကတော်တော်ဝေ့နေတာဟုတ်ပြီနော်အဲ့တော့ဘိုလိုကတော့ toilet လို့ရေးသွားရင်ဒါအိမ်သာမှန်းသိဗမာကနောက်ဖေးသွားခြင်းနဲ့ဆိုတော့ဘာလို့မှမသိသဘောပါသလားကဲထားပါတော့အဲ့တော့အခု digestion system ဆိုတာအစာကြေချက်မှုစနစ်မှာအစာအိမ်ထဲကိုရောက်လာတဲ့အစာကိုအစာအိမ်ကသူ့ကြွက်သားတွေနဲ့ညှက်လိုက်တော့ကြံကိုညှစ်ရင်ဘာထွက်အဲ့လိုပဲအစာတွေကိုညှစ်လိုက်တော့အရည်ထွက်လာတယ်နော်တော်တော်ကောင်းတို့ဗိုက်ထဲကိုရောက်သွားတဲ့အစာဒီကြိုက်တာအစာ glucose ဖြစ်သွားပါတယ်အဲ့ဒီ glucose တကြားဓာတ်အဲ့ဒီတကြားဓာတ်ကိုခြေဖြတ်ရပါတယ်ကဲထားလိုက်တော့အဲ့တော့အစာကိုညှစ်လိုက်တဲ့အခါမှာထွက်လာတဲ့အရည်ဟာအစာအိမ်နိုင်ရန်ကနေစုပ်ယူပြီးတော့အသေးစီကိုပို့ပါတယ်အဲ့ဒီအသေးကနေပြီးတော့အစာအိမ်ဒီခန္ဓာကိုယ်အတွက်လိုအပ်တဲ့ဗိုက်တာမင်တွေကယ်လိုရီဓာတ်တွေကိုအသေးက absorb စုပ်ယူပြီးသွေးကြောမတွေကိုထည့်ပေးတယ်ခန္ဓာကိုယ်အတွက်အစိတ်တောက်ဖြစ်မဲ့မလိုလားအပ်တဲ့အရာတွေကိုအသေးကနေကြောက်ကပ်ကိုစွန့်ပေးလိုက်တယ်ကြောက်ကပ်ကနေပြီးတော့စီးသွားလမ်းကြောင်းကနေအပြင်ကိုစွန့်ထုတ်လိုက်ဟုတ်ပြီနော်ဒါအရေးအဖက်ကတော့ဘယ်နာသွားတယ်ခင်ဗျားတို့သိပြီးသားသဘောပါပြီလားအဲ့ဒီမှာနော်အစာအိမ်ထဲကိုဗိုက်ကိုပြည့်အောင်စားထားတော့အစာအိမ်ကြီးကအလွန်မင်းဖောင်းကားနေတော့သူ့မှာညှစ်နိုင်စွမ်းမရှိတော့
အဲ့တော့မညစ်နိုင်တော့ဒီအစာတွေဒီတိုင်းထားရင်လည်းပုတ်ကုန်မှာပုတ်ကုန်ရင်နင်တို့အကုန်သေးတော့ခေါ်မယ်အဲ့တော့ခန္ဓာကိုယ်ရဲ့ဗေဒအရာခန္ဓာကိုယ်အစိတ်တောက်ဖြစ်မှာဘူးအန္တရာယ်ဖြစ်မှာကိုလက်မခံတော့ तू ကအစာမြဲကြည်အောင်ဆိုပြီးအစာအိမ်ထဲကလည်းရှိသမျှအရည်တွေအကုန်ထုတ်ရတယ်အသေးကလည်းအစာချေရည်တွေပြန်ပို့ပေးရတယ်သူစီယူရမယ်စာ तू ကပြန်ပို့ပေးရတယ်ဟုတ်ပြီနော်ကျန်တဲ့ကလေးစားအားလုံးကအရည်တွေသူ့ထဲထုတ်ပြီးဒီအစာကိုမကြည်ကြည်အောင်လုံးပန်းလိုက်ရတဲ့ခါကျတော့ခန္ဓာကိုယ်အတွက်လိုအပ်တာမယူနိုင်တဲ့အပြင်ခန္ဓာကိုယ်ထဲကဓာတ်တွေပါသွားတဲ့အတွက်စီးကြိုဖြစ်လာတယ်အသေးအစီဖုံးလာတယ်သွေးကြောအစီပိတ်လာတယ်သွေးတိုးယောဂဖြစ်လာတယ်နှလုံးယောဂဖြစ်လာတယ်အခုအရွယ်မတိုင်ခင်ယောဂများပြီးမြန်မာတွေသေးသေးလေးရခိုင်တွေမပြောဘူးနော်ဗမာတွေသေးသေးလေးကြံတော့တာအဲ့ဒီအစာမစားတတ်တဲ့အပြစ်ရှင်းမလားကာယဗလမရှိတော့စိတ်တဗလအရင်ဆုံးစိတ်ခွန်အားတွေရော့ရလာဟမ်ဟိုဟာလည်းမမနိုင်ဘူးဒါလည်းမသေးခြင်းဘူးလမ်းကိုကောင်းကောင်းမလျှောက်ခြင်းလာဘုံကဘောပါလားကာယဗလမရှိတော့စိတ်တဗလမရှိစိတ်တဗလမရှိတော့ညာနာဗလတွေပျက်စီးသွားအဲ့ဒါကြောင့်တဖြည်းဖြည်းဆုပ်ယုပ်တဲ့တိုင်းပြည်ကြီးဖြစ်လာရှင်းမလားဒါဖြင့်ဒီအဆုံးအမတွေကဘယ်သူပေးခဲ့တာလွန်ခဲ့တဲ့နှစ်ပေါင်း2600ကပြောခဲ့တဲ့စကားအဲ့ဒီဘာသာကိုကိုးကွယ်နေတဲ့ဒီနိုင်ငံကဒီအသိမရှိဘူးဟုတ်ပလားငယ်ငယ်တည်းကဦးဇင်းတို့ခမဲတော်မယ်တော့အာဟာရဖြစ်အောင်စားလို့မပြောဘူးဝအောင်စားငါသားဝဗလားတော်ဗလားဝအောင်စားသူ့မင်္ဂလာတို့ညီကို2ယောက်တည်းဆန်6လုံးချက်ကိုမနေ့ကဟောသွားတဲ့ညီတော်မောင်ရင်သူ့မင်္ဂလာရဲ့နော်မိသားစု6ယောက်ရှိတာဆန်6လုံးချက်ထားတာ2ယောက်တည်းစားတာကိုဝအောင်စားလို့ပြောတာဟုတ်အဲ့သူ့မင်္ဂလာအခု48နှစ်စီးကြိုယောဂဖြစ်သဘောပါလားအလုံးကျင်တယ်နော်ဒါဖြင့်အစာရဲ့အတိုင်းရှည်ကိုသိရမယ်လိုအပ်မလိုအပ်အဲ့တော့အစာကိုဘာအတွက်စားမလဲအာဟာရဖြစ်အောင်စားအဲ့တော့တပည့်တော်တို့ဘယ်လိုစားရမလဲဆိုရင်အကြံဉာဏ်ပေးခဲ့မယ်လောက်တာမလောက်တာနင်တို့အပိုင်းဒီနေ့ကိုဘယ်နှနတ်စားတော့အနည်းဆုံး2နတ်နဲ့3နတ်ကြားမှာစားတယ်ဟုတ်တယ်နော်တစ်ခါစားရင်ဘယ်နှပကံစားလဲကိုယ်အတိုင်းရှည်နဲ့ကိုပေါ့နော်အဲ့တော့အခုအဝစားတဲ့အတိုင်းရှည်ကအလွယ်ဆုံးဥပမာပြီး3ပကံစားမှဝတာဆိုရင်မနေ့ပြန်ကစပြီးတော့3ပုံ1ပုံပဲစားရမှာဖြစ်တဲ့အတွက်တပကံပဲစားပါတပကံကို3ပကံစားထည့်ပြီးတော့မစားနဲ့ပေါ့ကွယ်အဲ့တော့အစာကိုဘယ်လောက်ထိရှော့ချလိုက်3ပုံ1ပုံပြန်ပြောအစာကိုဘယ်အတွက်စားမလဲအစာစားပြီးရင်လမ်းဆန်းနေရအဲ့တော့သူတော်ကောင်းတို့သတိထားရမှာကအစာအိမ်ကဗိုက်ပြည့်ပြီးသူ့ထဲမှာမဆန်းတော့ဘူးလို့အုံနောက်ကိုအတိပေးတဲ့အချိန်9မိနစ်နောက်ကျတယ်အဲ့တော့သူတော်ကောင်းတို့ဗိုက်ပြည့်ပြီးလို့သိတဲ့အချိန်မှာဟိုမှာ oversight ဖြစ်တယ်လွန်သွားပြီသဘောပါသလားအဲ့ဒါဟာအနာယောဂများခြင်းရဲ့အဓိကအကြောင်းရင်းဖြစ်တဲ့အတွက်သူတော်ကောင်းတို့ဒီအစာကိုဘယ်လောက်ပဲစား3ပုံ1ပုံစားခြင်းဖြင့်ရှေ့မှာလေ့ကျင့်မှာအာဟာရဖြစ်အောင်စားပါဘယ်လိုစားမလဲဘယ်သူဆုံးမလဲဥဒုမင်္ဂလာဆုံးမလားဒါလေးလည်းသိချင်မှတ်ထားအောင်တော့အဲ့တော့ခုနအာမဘန်းတေဆိုခိုင်းတယ်လို့အာမဘန်းတေကဥဒုမင်္ဂလာအကြိုက်မဟုတ်ဘူးခင်ဗျားတို့လုံနေတာကိုကတောင်းတာအဟံဘန်းတေတိတရဏိတာသဟဆိုပြီးပါဠိလိုမတောင်းဘူးလားတောင်းတဲ့ထဲမှာဗမာလိုပါလားမပါဆိုရခိုင်လိုရောမပါပါဘူးပါဠိလိုတောင်းလို့ဒီကပါဠိလိုရမဟာဝရမိတာဝရိထလို့ပြန်ပြောတာအဲ့ဒါကိုရှာရှည်ပြီးတော့အာမဘန်းတေပါအရှင်ဖေဟာဘာဤအရှင်ဖေဟာအာမဘန်းတေကပါဠိလိုဘာအရှင်ဖေဟာဗမာလိုကပြားဖြစ်နေပြီဟုတ်ပလားအဲ့တော့အာမဘန်းတေဆိုရင်ပြည့်စုံနေပြီဟုတ်ပြီနော်ဘာအရှင်ဖေဟာဘာဤရှင်ဖေဟာထည့်ဆိုစရာလို့ခင်ဗျားတို့ကရိုးသေးအောင်ဆိုပြီးထည့်ဆိုပေမဲ့တယောသလိုဖြစ်နေအဲ့ဒါကြောင့်မို့ဒီလူတွေဘူးမသိဘာမသိလုံနေတာပဲဆိုပညာတတ်တွေကသိတယ်ဘာသာကြားတွေကိုထင်မသိနဲ့သူတို့ကအကုန်လေ့လာထားတယ်သိတယ်မသိတာနင်တို့ပဲရှင်းပြီနော်ဒါဖြင့်ဥဒုမင်္ဂလာအကြိုက်ပြင်လိုက်ရတာလားပြင်သင့်လို့ပြင်ရတာဒီလိုလဲမှတ်ထားနော်ပုဂ္ဂလဒိဋ္ဌာနဲ့သူမင်္ဂလာလှည့်တရားဟောနေတာမဟုတ်ဘူးဟုတ်ပြီနော်ကဲကောင်းပြီအဲ့တော့အခုဩဝါဒပါတိမောက်လေးပြီးအောင်သွားမယ်အစာရဲ့အတိုင်းစီကို
သိရမယ်အစာကိုဘာအတွက်စားမလဲအလုံးမမိပြီနော်နောက်ဆုံးတစ်ချက်ပန်တင်စတယနာတနစိတ်ငြိမ်ရာမှာနေရမယ်ဘယ်မှာနေရမယ်စိတ်ငြိမ်ရာဆိုတာမနဲ့အရာထဘုရားကြောမေတ္တာပို့မလုပ်အောင်လားအဲ့ဒီချိန်လဲအာယုံမများနဲ့တဲ့နောက်ညနေအေးရဝင်နော်ကိုရီးယားကလေးကြည့်ပြီးမိန်းမတွေကကိုရီးယားကစောင့်ကြည့်အိတ်ယောက်ျားတွေကလည်းချောင်းနေတယ်ကိုရီးယားကအပီးမလာမလို့ဘောလုံးမွဲဟုတ်ဘူးလားတညလုံးထိုင်ဆဲတနေကုန်အိတ်ကုသိုလ်လားအကုသိုလ်လားအင်္ဂလန်ကမန်ချက်စတာကနံပါတ်ဘယ်လောက်ရောက်သွားပြီနော်ဘယ်သူကဘယ်နှကိုသွင်းတာဆိုတော့သူ့အိမ်ကထမင်းစားစရာမရှိဘူးဟုတ်ပလားတို့ကတော့သူ့မင်္ဂလာတို့ကတော့အမှတ်တေးကြီးတဲ့ကောင်ဆိုတော့ထာဝရယန္တုကိုဘယ်တော့မှမမေ့ဒီအင်္ဂလိပ်လုတ်သွားလို့ဗမာတပြည်လုံးဒီနေ့အထိနော်ဖယိုဖယဲနဲ့ဒုက္ခမျိုးစုံရောက်နေတာကိုတို့ကပရိမီယာအားပေးလို့မပြီးနိုင်တော်တော်ကျွန်းစိတ်မပြောက်တဲ့ဟာတော့ပါလားတို့ကတော့ဘုံယန္တုနဲ့ဘယ်တော့မှလက်မတွဲဘူးယန္တုဟာယန္တုပဲဘယ်တော့မှမိတ်ဆွေဖြစ်လာကြအကြောင်းရှိဘူးကျင်တယ်နော်အဲ့တော့စိတ်ငြိမ်ရာမှာနေရအဲ့တော့လောဘဒေါသမောဟတွေဖြစ်နေကုသိုလ်လားအကုသိုလ်လားမြတ်သလားရှုံးသလားကဲနောက်ဆုံးတစ်ချက်အဓိစိတ်ဒေသအာယောကောစိတ်ကိုအစိုးရအောင်ကြိုးစားပါမလုပ်ရမယ်အဓိစိတ်ဒေစိတ်ကိုအစိုးရခြင်းဒီဟူသောအဓိစိတ်ဓာသိက္ခာပရ၌အာယောကောစလုံးလပြုခြင်းသည်၎င်းခုနပြောခဲ့တာမရှိဘူးလားဒါဖြင့်ကိုယ်စိတ်ကိုအစိုးရအောင်ကြိုးစားရကြတော့စိတ်ကိုအစိုးရတယ်ဆိုတာဘယ်လိုမျိုးလဲစိတ်ကိုငြိမ်အောင်ထားမကောင်းတာမလုပ်အောင်ပေါ့ဗျာငြိမ်အောင်ထားပါရှိပြန်ပြီကဲဒါမသိရဘူးလားသိတဲ့မသိတဲ့ရိုးရိုးလေးမေးမယ်ကိုယ်စိတ်ကိုအစိုးရတဲ့လူနဲ့အစိုးမရတဲ့လူဘယ်သူကမြတ်လဲဟုတ်ပြီကိုယ်စိတ်ကိုအစိုးရတဲ့လူနဲ့အစိုးမရတဲ့လူဘယ်သူကချမ်းသာလဲဒါဖြင့်စိတ်ကိုအစိုးရတယ်ဆိုတာဘယ်လိုမျိုးတော့ကဲအစိုးမရတဲ့လူကရောဘယ်လိုမျိုးတော့ဟုတ်ပြီလိုချင်တဲ့အဖြေနော်စိတ်ကိုအစိုးမရဘူးဆိုတဲ့ပုဂ္ဂိုလ်ဟာလောဘအလိုဒေါသအလိုမောဟအလိုကိလေသာအလိုလိုက်နေတဲ့လူဟာစိတ်ကိုအစိုးမရတဲ့ရှင်းလားစိတ်ကိုတတိပညာနဲ့ထိန်းကျောင်းနိုင်တဲ့ပုဂ္ဂိုလ်ဟာအစိုးရတဲ့ပုဂ္ဂိုလ်တတိလည်းရှိရမယ်ပညာလည်းရှိရတတိထားဝရိယဆိုင်ပညာနဲ့ကြည်ပြန်ပြောအဲ့တော့သတိဝရိယပညာနဲ့စိတ်ကိုထိန်းကျောင်းနိုင်တဲ့လူမှဘာဖြစ်တယ်အစိုးရတဲ့ပုဂ္ဂိုလ်အဲ့တော့စိတ်ကိုအစိုးရဖို့အတွက်ဣန္ဒြေ၅ပါးလိုပါတယ်တရားဣန္ဒြေပညာဣန္ဒြေတတိဣန္ဒြေဝရိယဣန္ဒြေသမာဓိဣန္ဒြေဆိုဣန္ဒြေဘယ်နှပါဣန္ဒြေ၅ပါးလွှမ်းမိုးနေမှစိတ်ကိုအစိုးရတဲ့ပုဂ္ဂိုလ်တရားဣန္ဒြေဘုရားတရားတန်ခါပေါ်မှာအကျွင်းမဲ့ယုံကြည်တဲ့စိတ်ကခိုင်မြဲနေရသဘောပါသလားခုမြတ်စွာဘုရားကိုယုံသလားယုံရင်ကောင်းတာလုပ်ရင်ကောင်းကျိုးပေးမယ်သိချပြီကောင်းတာလုပ်ရင်မကောင်းတာလုပ်ရင်တူသောအကျိုးယုံသလားယုံရင်သူတော်ကာတွေကကိုယ့်ကိုအကျိုးစီးပွားပြက်ပြားအောင်လုပ်လို့ရသလား
မရဘူးဘသူအကြောင်းနဲ့ဘသူတော့ဒါဖြင့်ကိုယ်စီးပွားတက်အောင်တော့သူများကလှုပ်ပေးလို့မရဘူးရှင်းရလားအကြောင်းကောင်းမှဒါဖြင့်ဘုရားတရားသံဃာပေါ်မှာအကျွေးမဲ့ယုံကြည်ရမယ်သရတရားအဲ့ဒါသရအိန္ဒြေဘယ်တော့မှမတုံလို့ဘူးရတရားလေးခြေလိုက်အောင် no တိုက်ရိုက်တက်စင်လို့ခဲတော့ကောင်းချင်ရင်ကောင်းအောင်နေရကာယကံဝစီကံမနောကံကိုကောင်းအောင်ကြိုးစားနေရမယ်ဒါမြတ်စွာဘုရားရဲ့အဆုံးအမဘယ်ဘယေရေရယာဘယ်တိုင်းမှငါစီလာမပြောနဲ့ရှင်းလားဈေးအောင်ကောင်းအောင်ဘာပန်းလေးထိုးလိုက်အောင်ဈေးအောင်ကောင်းခြင်းပြုံးပြုံးထားဈေးမှန်မှန်ရောက်ချိုးချိုးသားသားပြောဈေးလဲရောင်းသေးတယ်မင်းရင်ဖြည့်ချင်တာလို့မဖြည့်ချင်တာလို့ဟမ်အရေးစိုက်တာလို့မစိုက်တာလို့လာဝယ်တဲ့လူအထင်သေးတာဝယ်မှလည်းမဟုတ်ဘူးဝယ်မဝယ်ပေါ့ဈေးရောင်းနေတာဈေးမေ့ဖြည့်လိုက်ပေါ့သဘောပါသလားအဲ့ဒါတိုက်ရိုက်တက်စင်လုပ်เสียလို့သလားမလို့ပါဘူးအဲ့ဒါကိုသဘောမပေါက်တော့အမေရိကန်ကဘာနေထိုးလိုက်မှလူဝင်လာတယ်မဟုတ်ဘူးအကြောင်းကောင်းမှအကြောင်းမှန်မှအဲ့တော့သရာအိန္ဒြေသရာပေါ်မှာလည်းအစိုးရဖို့လိုအပ်မလို့ပညာနော်ပညာအကောင်းဆိုအကြောင်းအကျိုးအမှားအမှန်ဝေဖန်ပိုင်းခြားနိုင်တဲ့ပညာရောရှိဖို့လိုအပ်မလို့ပညာမရှိဘဲနဲ့ကိုယ်စိတ်ကိုအစိုးရပါမလားစိတ်ကိုအစိုးရတယ်ဆိုတာကိုယ်ဆုံးဖြတ်ချက်နဲ့ကိုယ်မရှိဘူးသူများပြောဟိုလူကဒါပြောအင်းပါဝါဒီလူကဒါပြောအင်းပါဝါအဲ့ဒါပညာမရှိတဲ့ပုဂ္ဂိုလ်ရှင်းမလားဒါဖြင့်စိတ်ကိုအစိုးရဖို့လိုအပ်မလို့ကဲကောင်းပြီအဲ့ဒါဘသူရဲ့အဆုံးပါလဲအနစ်ချုပ်ပြောလိုက်ရင်မကောင်းမှုမှန်သမျှမလုပ်ကြနဲ့ကောင်းမှုမှန်သမျှပြည့်စုံအောင်လုပ်ပြန်ပြောကောင်းမှုမှန်သမျှမကောင်းမှုမှန်သမျှမလုပ်ကြနဲ့ကောင်းမှုမှန်သမျှစိတ်ကိုဖြူအောင်ထားရမယ်ဘာကိုသိခံရမှာလဲဘယ်လိုသိခံရမှာလဲအစာဆုံးသေးချာညီညီညွတ်ညွတ်ပြန်ပြောတယောက်တစ်ပေါက်မလုံးနဲ့အန်းကတယောက်နဲ့တယောက်မတည့်ကြဘူးလားဟမ်ပြန်ပြောမမီပြီနော်ဘယ်လောက်ထိသိခံမလဲသာဓုသာဓုသာဓုအဲ့တော့ကိလေသာငြိမ်းအေးတဲ့နိဗ္ဗာန်ထက်မြတ်တာအဲ့တော့ကိလေသာငြိမ်းအေးနိုင်ဖို့အတွက်သူများအသက်ကိုသူတစ်ပါးကိုယ်စိတ်ဆင်းရဲအောင်ဟုတ်ပြီသူတစ်ပါးကိုဆွဆွဲကြဲ့ရဲ့ခြင်းညှဉ်းပန်းနှိပ်စက်ခြင်းသီလသမာဓိကာယကဝစီကမနောကလုံခြုံအောင်စောင့်ထိန်ဖို့လိုအပ်မလို့ဒါမြတ်စွာဘုရားရှင်ရဲ့အဆုံးအမနောက်အစာရဲ့အတိုင်းရှည်ကိုသိရမယ်အစာကိုဘာဖြစ်အောင်စားမယ်အိုးသာဓုသာဓုမှတ်ထားတာပဲနောက်အာယုံများရလိုက်ရှာမလားအာယုံစိတ်ငြိမ်ရမှာနေရမလားဟုတ်ပြီနောက်ဆုံးတစ်ချက်ကစိတ်ကိုအစိုးရအောင်ဗါတယ်လေအစိုးရအောင်အဓိသီလအဓိစိတ်ဓာတ်အဓိသမာဓိဆိုတဲ့ခိုင်မြဲတဲ့သမာဓိပိုင်ရှင်တွေဖြစ်အောင်ကြိုးစားပါလို့ဘယ်သူကဆုံးမသလဲရှင်းသလားအဲ့တော့မြတ်စွာဘုရားအဆုံးအမအတိုင်းသာနေမယ်ဆိုရင်ဘယ်ရောက်မလို့နိဗ္ဗာန်ရောက်မယ်ဆိုရင်နိဗ္ဗာန်ရောက်တဲ့ပုဂ္ဂိုလ်ဟာဒီတန်တရားဒုက္ခတွေခံစားစရာအကြောင်းရှိတော့အခုတော့ခင်ဗျားတို့တန်တရားဘေးကလွတ်ပြီလားအခုတန်တရားဘေးတွေရှိမရှိအဲ့ဒီအတွက်ဦးဇင်းကဟောမဲ့တရားအခုထိမစဘူး9 နာရီတော့ခွဲသွားပြီစလို့ရပါဦးမလားနည်းနည်းစတာပေါ့နော်အဲ့တော့တရားကောင်းစဉ်ကခုမှပေးရမယ်ခေါင်းစဉ်စောင့်နေတဲ့လူတွေလည်းဦးဇင်းကိုခွင့်လွတ်ပေးပါဘာဖြစ်လို့လဲဆိုတော့ရှေ့မှာဏိဒန်းပြိုးနေရလို့အလုံးသိတဲ့အတိုင်းပဲနော်အဲ့တော့ဒီပါတိမောက်မှမသိရင်သူတော်ကောင်းတို့ဗုဒ္ဓဘာသာလို့ပြောလို့မရဘူးအဲ့တော့အခုအဆုံးအမတွေအလုံးကျင့်ဖို့လိုအပ်မလို့နက်ဖြန်တစ်ခေါက်ထပ်ပြောမှာနော်အဲ့တော့အားလုံးမှတ်ထားဖို့အဲ့တော့မှတ်ထားပြီးတော့သိအောင်လုပ်သိပြီးတော့သိတဲ့အတိုင်းကျင့်တဲ့နော်မနေ့ပြန်ကြတော့အစာကိုဘယ်လိုစားခဲ့သလဲလို့မေးရင်အဲ့ဒါပြောင်းစားခဲ့တယ်ဘယ်လောက်စားခဲ့ကြတော့သုံးပုံတစ်ပုံပါပဲလို့ဟုတ်သည်ရှိမဟုတ်သည်ရှိဖြေပေါ့ကျင့်တဲ့နော်ကဲကောင်းပြီဟောမဲ့တရားကောင်းစဉ်ပေးမယ်တရားကောင်းစဉ်က
မုတ်ဆိုးနဲ့သားကောင်ဘာလဲအလုံးမမိပြီနော်လက်ပြန်ပြန်မိမှဒီနေ့မပြီးဘူးဒီတရားအခုမှစရမှာဘာလဲလဲမုတ်ဆိုးဆိုတာဘာလဲသိလားဟုတ်ပြီမုတ်ဆိုးဆိုတာသားသတ္တမနော်သားကောင်၅ကောင်တွေကိုဖန်စီတပ်ဖြတ်ဖန်စီနှမျိုးပေါ့မုတ်ဆိုးမှာအမျိုးမျိုးရှိတာကိုနော်ပြစ်ဖမ်းပြီးတော့တပ်ပြီးဖမ်းတာရှိဖမ်းပြီးမှတတ်တာရှိအဲ့တော့ဖမ်းပြီးမှပဲတတ်ပြီးမှပဲဖမ်းသူကပါလို့မုတ်ဆိုးအဲ့တော့မုတ်ဆိုးသည်သားသတ္တမပေါ့မုတ်ဆိုးသည်အားလုံးသိတယ်နော်ကောင်းပြီဒါဆိုရင်မုတ်ဆိုးတစ်ယောက်သည်ဒါမြတ်စွာဘုရားဟောခဲ့တဲ့တရားပါဒီတရားကိုစာမရှာခြင်းရင်ဒါပြောရတာတခြားမဟုတ်ဘူးဥဒုမင်္ဂလာတို့ဓမ္မဂရိကတွေပလင်မော်တက်ပြီးတရားဟောတယ်ဆိုတာဘယ်သူတရားဟောတာမြတ်စွာဘုရားတရားဟောမှလည်းတရားဖြစ်ပါတယ်ကိုယ်ပိုင်အယူဆကိုလိုက်ပြောနေလို့တရားမဖြစ်ပါဘူးရှင်းတယ်နော်အဲ့တော့ဓမ္မဂရိကတွေပလင်မော်မှာဟောတယ်ဆိုတာဘယ်သူတရားလဲအဲ့ဒါလေးလည်းအားလုံးသိထားဖို့လိုတယ်နော်တရားပွဲကိုအနောက်ရှက်ပေးရင်မြတ်စွာဘုရားကိုအနောက်ရှက်ပေးတာနဲ့အတူတူပဲတရားပွဲကိုဆန့်ကျင်ရင်မြတ်စွာဘုရားနဲ့တရားတော်ကိုဆန့်ကျင်တာနဲ့အတူတူပဲအဲ့ဒါလေးကိုမှတ်ထားအာဟုတုဖြစ်စေနဲ့ကဲကောင်းပြီအဲ့တော့ကြည့်ဒီတရားကိုဘယ်မှာရှာမလဲဆိုရင်စာမှာရှာခြင်းတဲ့လူတွေအတွက်မူလပဏ္ဏသပါဠိတော်ဆိုတာမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကိုယ်တိုင်ဟောခဲ့တဲ့တရားလို့ညွှန်းတယ်ဟုတ်ပြီနော်မူလပဏ္ဏသပါဠိတော်ဩပမ္မဝက်ဩပမ္မဆိုတာဩပမ္မဆိုတဲ့အပိုင်းအစုတွေစုထားတဲ့ဝက်ထဲမှာနိဝါပတုတ်ဆိုတာရှိတယ်ဟုတ်ပြီနော်နိဝါပဆိုတာမုတ်ဆိုးစိုက်ထားတဲ့မြက်ခင်းလေးလို့အဓိပ္ပာယ်ရတယ်ဟုတ်ပြီနော်ကဲကောင်းပြီအဲ့တော့အဲ့ဒီနိဝါပတုတ်ကိုဟောမှာဖြစ်ပါတယ်စာမှာအဲ့ဒီမှာစာကြည့်ပါအဲ့တော့အခုတရားကောင်းစဉ်ကတော့ဗါလဲမုတ်ဆိုးနဲ့သားကောင်အဲ့တော့မုတ်ဆိုးသည်အမြဲတမ်းသားကောင်ကိုချောင်းမြောင်းပြီးတော့ပြစ်ခတ်တပ်ဖြတ်လိမ့်မရှိဘူးလားအဲ့တော့မုတ်ဆိုးသည်သားကောင်ကိုမွေးမြူဖို့လားတပ်ဖြတ်ဖို့အဲ့တော့တပ်ဖြတ်လိမ့်ရှိသူကိုဘာလို့ခေါ်တာကောင်းပြီအဲ့တော့အဲ့ဒီမုတ်ဆိုးကနေရာဒေသတစ်ခုမှာသမင်တရဂျင်ကယ်ဆိုင်စအစရှိတဲ့သားကောင်တွေအလွန်နှစ်သက်တဲ့မြက်ခင်းလေးစိုက်ထား။ဘာစိုက်ထားလဲ။မြက်ခင်းကလေးကိုခြံဝန်းလေးစိုက်ပြီးတော့ခြံဝန်းကပ်ပြီးတော့စနစ်တကျပြုစုပြိုးထောင်ပြီးစိုက်ထားတဲ့အလေကောင်းဝါရေအိုင်လေးနဲ့တခါတည်းသားရအလွန်ချိုမြိန်တဲ့မြက်တွေကိုဂယုတစိုက်မုတ်ဆိုးကစိုက်ထားတယ်။ဒါဖြင့်ဒီမုတ်ဆိုးသည်ဒီမြက်ခင်းကိုစိုက်တာသည်သားကောင်၅ကောင်တွေကိုပြုစုစောင့်ရှောက်ကျွေးမွေးဖို့စိုက်တာလားဟာဒါဖြင့်ဘာလို့ဖို့မုတ်ဆိုးမြက်စိုက်တယ်ဆိုတာဘာလို့ဖို့သားကောင်ဖမ်းဖို့မသိကြဘူးလားအားလုံးသိတယ်နော်အဲ့တော့မုတ်ဆိုးကအခုပြောနေတဲ့စကားကဥဒ္ဓမင်္ဂလာစကားမဟုတ်ဘူးနော်ဘယ်သူစကားတော့မြတ်စွာဘုရားကချစ်သားတို့တဲ့တာဝတိပြည်ဇေတဝန်ကျောင်းတော်မှာဒီတရားကိုတရားနာကြတဲ့ပရိသတ်တွေတာဝတိပြည်ကြီးမှာမြတ်စွာဘုရားကဝါဆိုကိုက်မှာညနေဆောင်တိုင်းတရားဟောတယ်တရားဟောတော့တရားနာပရိသတ်တွေစောင့်ဆိုင်နေတဲ့အချိန်မှာမြတ်စွာဘုရားကဘိက္ခဝေလို့ခေါ်လိုက်ဘယ်လိုခေါ်လဲဘိက္ခဝေဆိုတာကမြတ်စွာဘုရားရဲ့တရားနာပရိသတ်ထဲမှာပရိသတ်၄မျိုးရှိပါတယ်ဘိက္ခုပရိသတ်ဘိက္ခုနီပရိသတ်ဥပါဒကပိဋကရဲ့ဥပါတိကပိဋကရဲ့ဆိုပိဋကဘယ်နှမျိုးလဲဒါစာလို့ပြောတာခင်ဗျားတို့ကျတို့အယတ္တနားလည်အောင်ပြောရင်ယဟန်ပိဋကယဟန်မပိဋကဒဂါပိဋကဒဂမပိဋကပိဋကဘယ်နှမျိုးအဲ့ပိဋက၄မျိုးထဲမှာအစင်တန်းအမြင့်ဆုံးပိဋကပဲပိဋကယဟန်ပိဋကဘယ်ပိဋကအဲ့ဒီယဟန်ပိဋကဒီကျန်တဲ့ယဟန်မလူဒဂါဒဂမတွေထက်သီလမြင့်မမြင့်သမာဓိသာမသာပညာကြီးမကြီးသီလသမာဓိပညာအကြီးရင်ဆုံးမို့လို့အဆင့်အမြင့်ဆုံးပရိသတ်
အဲ့ဒါကြောင့်ပိဋက၄ပါးမှာအမြင့်ဆုံးဖြစ်တဲ့ယဟန်ကိုဘိက္ခဝေလို့မြတ်စွာဘုရားခေါ်လိုက်အကြီးဆုံးကိုခေါ်ရင်နောက်ကအငယ်တွေအကုန်အကျုံးဝင်မဝင်ရှင်းသလားအခုလည်းခင်ဗျားတို့တရားဟောတရားနာတဲ့အခါဘာလို့၈ပါးသီလယူလဲသိလား၅ပါးသီလယူရင်ရောမရဘူးလား၈ပါးဆိုတော့ရှင်ပြပြီးတော့ထမင်းစားလာတာပြန်ရင်စားအောင်မှာစောရကတွေကတပုံကြီးဟုတ်ပြီနော်ခုကျုပ်တို့ပရိသတ်ထဲမှာကြတော့သီလယူမဲ့ပရိသတ်အတန်းစား၃မျိုးရှိတယ်တစ်ကရှစ်သီလရှင်တွေရှိနေတယ်ဟုတ်ပလားသီလရှင်ဆိုတာကရှစ်ပါးသီလနဲ့အမြဲဆောင်ထိန်ပြီးနေလို့သူ့ကိုသီလရှင်လို့ခေါ်တာဟုတ်ပြီနော်ခင်ဗျားတို့ပရိသတ်ထဲမှာအဆင့်တန်းအမြင့်ဆုံးပရိသတ်သီလရှင်နောက်ရှစ်ပါးသီလနဲ့အမြဲနေတဲ့ယောဂီတွေမရှိဘူးလားအေးအဲ့ဒီသူတော်ကောင်းကြီးတွေကဥဆောင်ထားတဲ့တရားနာပရိသတ်ဖြစ်တဲ့အတွက်အဲ့ဒီသီလရှင်တွေကခင်ဗျားတို့ယူမဲ့၅ပါးသီလကိုဆင်းယူလို့ဖြစ်ပါမလားဒါပေမဲ့ခင်ဗျားတို့ကရှစ်ပါးသီလတက်ယူလို့တော့ရနေတဲ့ဒါတထိုင်ဦးဇင်းကလည်းတထိုင်ပဲရည်မှန်းပြီးပေးတာခင်ဗျားတို့ကလည်းတထိုင်ပဲရည်မှန်းပြီးယူတာတရားနာပြန်သွားရင်အလုံး၅ပါးသီလနဲ့ပြန်သွားသဘောပါသလားအဲ့ဒါဟောဒီမှာအဆင့်မြင့်ဆုံးပရိသတ်ရှိနေတဲ့အတွက်အဲ့ဒီပရိသတ်ကိုငဲ့ညာသောအဖြစ်ဘယ်နှပါးသီလယူလဲကျင်းတတ်ပြီလားမဟုတ်ရင်ဒီသီလယူတာကစစောရကတက်နေကြလွန်းလို့မတောက်တစ်ခေါက်ပညာလေးနဲ့နော်ဝေဖန်နေရင်အလကားအချိန်ကုန်တာပဲအဖတ်တင်တယ်နောက်မှတ်ထားအဲ့တော့ဘုရားကလည်းမြတ်စွာဘုရားကလည်းတရားဟောတော့မယ်ဆိုတော့ဘိက္ခဝေဘိက္ခုနီဥပါဒကဥပါတိကတို့လို့ခေါ်နေကြလို့သလားအဲ့ဒါပဲဘိက္ခဝေယဟန်တို့လို့ခေါ်လိုက်တာ ਨੇ အားလုံးအကျုံးဝင်ပြီးသားဖြစ်သွားပြီအဲ့လိုခေါ်ရတာလည်းအကြောင်းရှိတယ်တဲ့ပရိသတ်၄ပါးကမြတ်စွာဘုရားတရားဟောမှာကိုငန့်လင်းပြီးတော့အားလုံးစောင့်ဆိုင်နေကြတယ်တချို့ကမြတ်စွာဘုရားအသံတော်ကိုမျှော်နေတယ်တချို့ကကြတော့ကိုကြားနာမှုတဲ့တရားကိုတွေးတောနေတယ်တချို့ကသားရေးသမီးရေးစီးပွားရေးစဉ်းစားနေတယ်မျိုးစုံမရှိဘူးလားမြတ်စွာဘုရားမှာကြွမလာသေးပဲကူကြွမလာသေးတော့အကုန်လုံးကိုယ်တွေးနဲ့ကိုရှိနေတာကိုမြတ်စွာဘုရားကအာယုံစုစည်းတဲ့အနေနဲ့အတန်ပြုလိုက်ဘိက္ခဝေအမှတ်ချက်ပေးလိုက်အဲ့တော့အောက်ကပိဋကအားလုံးကယဟန်တွေမဟုတ်ဘူးပိဋကအားလုံးကဗန္တေလို့တညီတဲ့ပြန်ပြီဗန္တေဆိုတာအရှင်မြတ်ဘုရားလို့အဓိပ္ပာယ်ရအဲ့ဒီအဓိပ္ပာယ်နောက်ကဘာတွေပါနေလဲဆိုတော့ဘိက္ခဝေဆိုတာခြေသားတို့ငါတရားဟောတော့မယ်အားလုံးအစဉ်သင့်ဒီလိုအဓိပ္ပာယ်ရှိတယ်အဲ့တော့အောက်ကပိဋကကလည်းဗန္တေအစဉ်သင့်ပါဗျာတပည့်တော်တို့ကြားနာရန်အသင့်ဖြစ်ပါပြီငန့်လင့်စောင့်ဆိုင်နေပါတယ်လို့အဓိပ္ပာယ်ရဟုတ်ပလားအဲ့တော့တယောက်တစ်ပေါက်အရှင်ဘုရားတပည့်တော်တို့အစဉ်သင့်ပဲဗျာအရှင်ဘုရားပြောမှကိုစောင့်နေတာဗျာပြောလို့ဖြစ်မလားအဲ့ဒါမှတ်ထားဒါမို့ခုနအာမဗန္တေဆိုတာဒါပဲဗန္တေဆိုရင်လုံလောက်နေရှင်းသလားအားလုံးသဘောပေါက်တယ်နော်ဘိက္ခဝေလို့ခေါ်လိုက်တော့ဘယ်လိုထူးလဲဗန္တေလို့ပိဋကအားလုံးကမြတ်စွာဘုရားတပည့်တော်တို့အစဉ်သင့်ပါအရှင်ဘုရားဟောကြားမယ်တရားကိုဆိုတော့မှခြေသားတို့ကောင်းစွာနားထောင်ကြတဲ့မုတ်ဆိုးတယောက်မြက်ခင်းစိုက်ထားတယ်ဆိုတာသားကောင်တွေကိုကျွေးမွေးပြုစုစောင့်ရှောက်ခြင်းလို့တော့မဟုတ်ဘူးกว่าဟုတ်ပလားဟဲ့အဲ့တော့အမတန်ဒီမြက်ခင်းကလေးကိုຫນွေမိုးဆောင်ညှိုးနွမ်းမသွားအောင်မုတ်ဆိုးကြီးကဂယုတဆိုင်စိုက်ပြိုးတယ်ဘာလုပ်ချင်လို့သားကောင်တွေထောင်ဖမ်းခြင်းလို့ပေါ့အဲ့တော့မုတ်ဆိုးကမြက်ခင်းပြင်ကလေးကိုကြာနာစိုက်ပြိုးပြီးတော့ထားတဲ့အခါမှာတောထဲမှာလဲ့လေကျက်စားနေတဲ့ပထမသမင်တအုပ်ဘာတော့လဲသမင်တအုပ်ကတောထဲမှာလဲ့လေကျက်စားရှာဖွေကြရင်းနဲ့မုတ်ဆိုးစိုက်တဲ့မြက်ခင်းသားရောက်လာတယ်ဘယ်သူမြက်ခင်းသားရောက်လာတယ်မုတ်ဆိုးစိုက်တဲ့မြက်ခင်းသားရောက်လာတော့မြက်တို့ရဲ့အနံ့ကိုမရဘူးလားလင်ညာကနေမြက်တို့ရဲ့အနံ့ကိုလည်းရလာတယ်နောက်ရေရဲ့အနံ့ကိုလည်းရလာတယ်သူတို့မှတောထဲမှာရေရှာရခက်တယ်မြက်ရှာရခက်တယ်ရှာဖွေလဲ့လေရင်းနဲ့အခုမြက်ခင်းလေးနားရောက်တော့သူတို့မှအာယုံထဲမှာဒီမြက်တွေအနံ့ရလာတယ်အစင်းကလေးမြင်လာတော့သမင်အုပ်ကမနေနိုင်
မနေနိုင်တော့မုတ်ဆိုးကာယံထားတဲ့စီးကိုကြော်ပြီးတော့မြက်ကိုဝင်စားတော့မြက်ကဂယုတစိုက်ကျွေးမွေးထားတာဆိုတော့အလွန်နှုတ်ညံ့ပြီးတော့ချိုမြိန်တဲ့အရာသာမရှိဘူးလားရှိတော့ဒီသမင်နေဒီမြက်ကိုကြိုက်မလားမကြိုက်ဘူးလားဒါမြင်စားရတာကောင်းလားမကောင်းဘူးလားကောင်းတော့အရာသာရှိမရှိရှိရင်တတ်မဲ့မှုဖြစ်မလားမဖြစ်ဘူးလားဖြစ်လာအဲ့တော့ပထမစားကြည့်တောထဲကသမင်နေဆိုတော့ဒီမြက်ခင်းကအံ့ဩစရာဖြစ်နေအဲ့တော့စားကြည့်တော့အလွန်ကောင်းတာလည်းသိပြီးတော့ပြန်ဆုပ်အန္တရာယ်ရှိမရှိပေါ့အဲ့တော့မုတ်ဆိုးကသမင်နေဝင်စားတာသိမလားမသိဘူးလားသိတယ်သူစိုက်ထားတာကိုကဘာလို့ဖို့သားကောင်ဖမ်းဖို့ဘာလို့ဖို့အဲ့တော့သားကောင်ဝင်လာတာ तू မသိဘူးလားသိပေမဲ့ပထမတည့်ရဲ့အေးမလို့တော့ဒီကောင်တွေကဒီပင်တွေမြက်တွေစားရတာကောင်းမှန်းသိနောက်တည့်ရဲ့သွေးတို့ဆန်းနည်းနည်းလေးရှေ့တိုးစားကြည့်တယ်ဘာအန်တည်းမရှိဘူးဟုတ်ပြီနော်အဲ့တော့မြက်စားရင်းနဲ့ရေစားလာတော့အလဲကောင်မှလည်းပါရှိရေခံလေးကလည်းပြိုးဆောင်ထားသေးတာဒီတော့ရေနံလေးရတော့ရေလေးတောက်လိုက်မြက်ကလေးစားလိုက်ဆိုတော့မြက်ကစားလို့ကောင်းတော့ตาရရင်မူးလာတယ်ရင်မူးလာတော့ပထမတော့တရက်ကသွေးတို့ဆန်းစားသတိနဲ့စားတယ်အန္တရာယ်ရှိမရှိကြောက်ရွံ့ထိတ်လန့်နဲ့စားပြန်ဆုပ်လာနောက်တရက်သွားစားတယ်ဘာအန္တရာယ်မှမရှိဘူးနောက်တရက်သွားစားတယ်ဘာအန္တရာယ်မှမရှိဘူးဆိုတော့ဒီပုဂ္ဂိုလ်တွေဒီမြက်ပေါ်မှာตาရရင်မူးမှုဖြစ်လာရင်မူးတော့မေ့လျော့လာရင်မူးတော့အခုပြောတဲ့အချက်တွေအားလုံးမှတ်ထားနော်လက်ဖြန်ကြတော့ဒါတွေကသူ့အဓိပ္ပာယ်နဲ့သူလာမှာအဲ့တော့ပထမစမ်းသပ်စားတော့ရင်းနဲ့အရသာတွေ့ပြီးတော့ဘာဖြစ်လာရင်မူးလာပြန်ပြောဘာဖြစ်လာလဲရင်မူးသည့်နောက်အန္တရာယ်ရှိတယ်ရန်သူရှိတယ်ဆိုတာကိုဘာဖြစ်လဲမေ့လာတယ်မေ့လာတော့သမီးတွေလွတ်လပ်ပဲစားလိုက်တောက်လိုက်အိတ်လိုက်ဟုတ်ကလားဒီထဲတွေဝတ်လိုက်ဗိုက်စားတော့စားလိုက်ရေတောက်လိုက်ဖြစ်နေတော့မိမိလျော်ရှိတဲ့ချိန်ဖြတ်ဆိုမုတ်ဆိုးကြီးကတခါတည်းအပြင်းကနေပတ်ထည့်ပြီးတော့ဝိုင်းဖမ်းလိုက်တယ်မုတ်ဆိုးနဲ့အတိုင်းဝိုင်းဒီတော့သမင်တအုပ်ဘသူလက်ထဲရောက်သွားတယ်မုတ်ဆိုးပြုသမျှနုရတဲ့ဘောကမရောက်ပေဘူးလားကဲပထမသမင်တအုပ်တော့သွားပြီဟုတ်ပြီနော်အချိန်မရလို့နော်ဒုတိယသမင်အုပ်ပထမသမင်အုပ်ထဲမှာသူတို့နောင်တော်ညီတော်တွေပါရင်ပါသွားမယ်ဆွေမျိုးတိုင်းဝိုင်းတွေပါသွားမယ်အဲ့တော့သူတို့လည်းဒီလိုပဲအစာအရည်သာရှာဖွေရင်းလာတော့ဒီမှာမြက်ခင်းစိမ့်ကလေးမတွေ့ဘူးလားတွေ့တယ်ကာယံထားတယ်မင်းတို့ကြည့်ဒါငါတို့နောင်တော်တွေဝင်သွားတဲ့ခြေရာပဲရှိတယ်ထွက်လာတဲ့ခြေရာမရှိဘူးဒါဘယ်သူစိုက်ထားတဲ့မြက်ခင်းမုတ်ဆိုးစိုက်ထားတဲ့မြက်ခင်းငါတို့စေတော်မျိုးတော်တွေဒီထဲမှာကြာဆုံးသွားတာဟေးအဲ့တော့တို့ဒီမြက်ခင်းသားမှာနေလို့ဒီမြက်ခင်းကိုစားလို့မဖြစ်ဘူးกว่าဆိုပြီးတော့မြက်ခင်းနဲ့ဝေးရတော်တယ်ထွက်ပြီးသွားတယ်သွားတယ်ဘာနဲ့ဝေးအောင်လို့မြက်ခင်းကဘယ်သူမြက်ခင်းမုတ်ဆိုးမြက်ခင်းဆိုသားကောင်တွေအတွက်မိတ်ဆွေလိုက်ရန်သူလားဒီထဲမှာထောင်ချောက်ရှိမရှိအားလုံးကသတိပညာရှိတဲ့ပုံကိုယ်တွေဆိုတော့တော်ပြီငါတို့ဒီမြက်ကိုတော့မစားဘူးဟဲ့ကောင်တွေမစားမိကြစေနဲ့ဒီမြက်ကစားမိရင်ဘာဖြစ်တော့ရင်မူးတယ်ညာအန်ဒီမရှိတဲ့ခုနသေချာသင်ထားတယ်စားမိရင်ရင်မူးရင်မေးလျော့ရင်ဘေးတွေ့မေးလျော့တော့စားမိရင်ရင်မူးတော့မေးလျော့ရင်ဂျင်းသလားအဲ့တော့ဒီအချက်တွေငါတို့သတိထားဝေးဝေးရှောင်ကြစို့ဆိုပြီးပဲသွားတော့တဲ့ထွက်ပြေးသွားကြတယ်ဒါပေမဲ့မုတ်ဆိုးကြီးကမြက်ခင်းစိုက်တာအကြောင်းရှိအဲ့ဒီတောကနွေရာသီဆိုရင်ဘာမှစားစရာရှိနွေခေါင်းနွေနောက်ဆုံးလာရောက်တဲ့ခါကျရင်စားစရာလည်းမရှိတော့ကောက်စရာရေလေးရှာတရက်စရာတောင်မရှိတော့အဲ့တော့ရေလည်းပြတ်အစာလည်းပြတ်တိရွက်6ပဲစားနေရတော့ဒီသမင်နေနည်းနည်းတွေးဝေးလာတွေးဝေးမလားမတွေးဝေးဘူးလားအဲ့ထဲမှာသမင်တအုပ်ကဟိုမှာမြက်ခင်းရှိနေတယ်ကွာသွားစို့
ဟုတ်ပြီနော်တစ်ဖွဲ့ဟာမဖြစ်ဘူးအဲ့ဒါဘုသူမြတ်ခင်းတော့ငါတို့အကုန်သေကုန်မှာပေါ့ဒီလိုနဲ့လှည့်ရှာလို့ကမရတော့ဟဲ့ကောင်သေကားမှသေကုန်မစားရပဲသေတာနဲ့စာရင်တော့ဩသူတို့လည်းဒီလိုလူတွေပဲကိုသဘောပါသလားအငတ်ခံပြီးမှတော့သေနိုင်မှုกว่าဟုတ်ပလားရှင်မောင်ရွက်စားသိမလားဝတ်သားစားသိမလားသဘောပါသလားဒီတော့အန္တရာယ်ရှိမှန်းသိရနဲ့ရှောင်နိုင်သေးလားနတ်ဖွဲ့ဝိဝါဒကွဲလာပြီရန်ဖြစ်လာပြီဟဲ့ကောင်တွေတို့နေကွက်ကွာမတတ်နိုင်ဘူးကွာငါတို့ကတော့အငတ်ခံပြီးအသေးမခံနိုင်ဘူးသေမဲ့သေတော့ဝလင်စားပြီးတော့မှပဲသေတော့မယ်ဆိုပြီးတော့နောက်ဆုံးဒီသမင်းတွေပဲထဲရောက်သွားတယ်မြက်ခင်းတဲ့ခုနလိုပဲ1ရက်ဝင်စား2ရက်ဝင်စား3ရက်ဝင်စားစားပါများတော့ရင်မှုပြောရင်မှုတော့မေ့တော့နောက်ဆုံးဘသူလက်ထဲရောက်သွားတယ်ကဲဒုတိယသမင်အုပ်ကောလွတ်သလားကဲလာပြီနောက်တစ်ဖွဲ့တတိယသမင်အုပ်ဘာလဲဝင်စားတော့လေအဖမ်းခံဟုတ်တယ်နော်ထွက်ပြေးပြန်တော့လေမလွတ်ဟုတ်ကလားအဲ့တော့ဒီနားမှာစားစရာဆိုလို့ဒီမြက်ခင်းပဲရှိတာဘယ်လိုလုပ်မလဲအဲ့တော့ငါတို့မုတ်ဆိုးမသိအောင်စားမယ်ဘာလဲခိုးစားတာတွေမပြောနဲ့မုတ်ဆိုးမသိအောင်စားမယ်ဘာဖြစ်လဲဘယ်လိုစားမလဲသမင်းနေကြမ်းနော်ငါတို့ဝင်တာထွက်တာတွေ့ရင်အဖမ်းခံရအဲ့တော့ငါတို့မုတ်ဆိုးမသိအောင်ဒီမြက်ခင်းသားလေးတွေဝတ်ကျင်းဖွဲ့ရကောင်းမယ်ဘယ်နာမှာဝတ်ကျင်းဖွဲ့မယ်မြက်ခင်းသားလေးတွေဝတ်ကျင်းဖွဲ့ဆိုတော့မုတ်ဆိုးမသိအောင်အသာလေးဝင်တူးပြီးတော့သူတို့သမင်အုပ်အောင်လို့ရတဲ့နေရာမှာပုံးပြီးတော့မှတတိမလွတ်စေပဲမလုပ်ဘူးစားရမယ်ဟုတ်ပလားအဲ့တော့တတိမလွတ်စေနဲ့မရစ်မှုစေနဲ့မမေ့လျော့စေနဲ့ဟုတ်ပလားဒီသမင်နေပညာမရှိဘူးလားရှိတယ်ဆိုတော့ဝတ်ချင်းဖွဲ့ပြီးနော်အစာရည်သာပေါ်တဲ့ချိန်တော့မြက်ခင်းတာမကပ်ပါဘူးအစာရည်ဟာရှားပါလာတော့နွေရာသီခေါင်းရှာတရက်စားတော့ရေမရှိတော့တဲ့အချိန်နဲ့မြတ်စွာဘုရားအဲ့ဒီအချိန်မှာတတိယသမင်အုပ်ကမြက်ခင်းသားမှာဝတ်ချင်းဖွဲ့ပြီးတော့တိတ်တဆိတ်တတိမလွတ်စေပဲတဖွဲ့ချင်းဝင်စားတော့မုတ်ဆိုးကသူစိုက်ထားတဲ့မြက်ခင်းမှာမြက်စားထားတဲ့အရာကိုတွေ့ဒါပေမဲ့ဝင်လန်းလည်းမတွေ့ရဘူးထွက်လန်းလည်းမတွေ့ရဟုတ်ကလားသမင်အယောင်လည်းတွေ့ရသမင်ရဲ့အရေးအယောင်လည်းမတွေ့ရဘူးဝင်လန်းလည်းမတွေ့ရထွက်လန်းဟာတရေမြန်၆နေသလားဒီကောင်တွေမှာကိုပြောက်ဆေးများရှိနေသလားဟုတ်ဆိုတွေးပြီဟုတ်ပြီနော်ဂယုစစိုက်ကြည့်တယ်ဝင်လန်းလည်းမရှိဘူးထွက်လန်းလည်းမရှိဘူးဒါပေမဲ့မြက်တွေကတော့စားထားတဲ့အရာတွေမတွေ့ရဘူးလားအမြက်ကိုသမင်တော့စားနေပြီဒါပေမဲ့သမင်အရေးအယောင်လည်းမတွေ့ရဘူးဟာဒီကောင်တွေလူလေတော့လူလေပြောလို့မရဘူးတိရစ္ဆာန်တွေကိုသမင်လေတော့ကြာဟုတ်ပြီနော်ဒါငါ့ကိုတက်မဲ့ပညာပြတယ်အဲ့တော့မဖြစ်တော့ဘူးဆိုပြီးတော့မုတ်ဆိုးကသူ့အတိုင်းဝိုင်းနေခေါ်ဟဲ့အောင်နေဒီထဲမှာသမင်ဝင်စားနေတာတော့သိကြတယ်ဒါပေမဲ့ဝင်လန်းလည်းမရှိဘူးထွက်လန်းလည်းမရှိဘူးဒီတော့ဒီသမင်တွေဟာကိုရောင်ဖြောက်တတ်သလားဘလူးတပက်လားငါလည်းမပြောတတ်ဘူးအဲ့တော့ငါတို့ဒီလိုလုပ်အောင်ပိုက်ကွန်တွေလက်နဲ့တွေယူခဲ့ဝီပြီးတော့ငါတို့ဝိုင်း6ပြီးဖိုင်းတော့ဒီသမင်တွေဘယ်လိုပဲဖြစ်ထွက်လာမှာပဲရှင်းတယ်နော်အဲ့ဒါနဲ့မြက်ခင်းကိုတခါတဲ့မုတ်ဆိုးနဲ့တကသူ့ရဲ့အတိုင်းဝိုင်းတွေကဝိုင်းနေပြီးတော့ညာတန်ပေး6ပြီးတော့
တန်ပုံးတွေဘာတွေတီးပြီးတော့6လန့်ပြီးတော6ပြီးတော့ပိုက်ကွန်တွေလက်နက်တွေနဲ့ဝိုင်းဖမ်းတော့ဘာဖြစ်သွားသူတို့ကဘယ်ထဲမှာနေတာမြက်ခင်းနာကဝတ်ချင်းထဲမှာဒီစားပြောဟုတ်ပြီနော်ဒီတော့တတ္တယသမင်အုပ်လည်းဘသူလက်ထဲရောက်သွားစားစရာကလည်းဒီမြက်ခင်းပဲရှိဟုတ်ပြီနော်တခြားမှာသွားရှာလို့လည်းမရဒါဖြင့်မစားဘဲနေလို့လည်းစားပြန်တော့လည်းဘသူရှိနေဒါဖြင့်စရုထသားကောင်တွေဘယ်လိုလွတ်အောင်စားကြမလဲနီလန်းရှိမရှိရှိပါဦးမလားဟမ်ရှိမှာပါဒါဖြင့်အိမ်ကစဉ်းစားကြကြနော်နက်ဖြန်ကြတော့ဘယ်လိုစားမလဲအဖြေပြန်ပေးပေါ့ဟုတ်ပလားအခုတော့3ပွဲလုံးဘသူလက်ထဲရောက်သွားမစားလို့ကလည်းစားပြန်တော့လည်းဘသူရှိတယ်ကျင်းသလားအဲ့တော့မုတ်ဆိုးလက်ထဲမှာမသေးရဘူးလားသေရတော့ငါတို့လွတ်အောင်ဘယ်လိုစားကြမလဲဟုတ်ပလားအဲ့ဒီအတွက်မုတ်ဆိုးနဲ့သားကောင်ဘသူနိုင်မလဲလက်ဖြံမှာကြီးကြစို့ဘောပါတယ်နော်ဒီနေ့တော့သားကောင်ဘယ်နှဖွဲ့ပါသွားပထမတစ်ဖွဲ့ကဘယ်လိုစားတော့တတိလက်လွတ်ဝင်စားတယ်ဟုတ်ပြီနော်စားတော့ရင်မူးတယ်မမေ့တဲ့ဟုတ်စားတော့ဘာဖြစ်တယ်ရင်မူးလာတယ်ตายရလာတယ်ဒါအကြောင်းရှိတယ်မနေ့ပြန်ကြတော့ဟောတော့မှဒါဥပမာပြီးရင်ဥပမေးရလာလိမ့်မယ်ဘယ်သူဟောတာတော့မြတ်စွာဘုရားဟောတာဥတုမင်္ဂလာဟောတဲ့တရားမဟုတ်ဘူးနော်အဲ့တော့ပထမသမင်အုပ်ကမေ့ရော့ဝင်စားတော့ရင်မူးတော့မေးလျော့တော့ဘေးမသိဘူးလားသိသွားတော့ဒုတိယတအုပ်ကမြက်ခင်းနဲ့ဝေးရပြေးဘာလို့လဲဝေးရပြေးပြီမဲ့ကြံရှည်တောင့်ခံနိုင်သလားငတ်လာတော့ဘာသတိရမြက်ခင်းသတိရဘသူစိုက်ထားတာတော့မုတ်ဆိုးစိုက်ထားတော့မုတ်ဆိုးစိုက်မစိုက်ငတ်သိမဲ့အစားတော့ဝါစားပြီးသိမဲ့ဆိုပြီးတော့စိတ်ဓာတ်မကြန့်ခိုင်တော့နောက်ဆုံးဘသူလက်ထဲရောက်သွားဟုတ်ပြီအဲ့ဒါဒုတိယတတိယတအုပ်စုကစားစရာမရှိမှန်းလည်းသိတယ်ဟုတ်ပြီနော်ဒီမြက်ခင်းမှလွဲပြီးစားစရာလဲမရှိဘူးဆိုပြီးဘေးကင်းအောင်မစားဘူးလားစားတော့စားတယ်ဘယ်နားမှဝတ်ကျင်းဖွဲ့မြက်ခင်းနားမှဝတ်ကျင်းဖွဲ့ပြီးတော့တတိမလွတ်ဖဲဝင်စားတာပဲဒါပေမဲ့ဘသူလက်ကမလွတ်ဘူးလေမုတ်ဆိုးလက်ကမလွတ်ဘူးမုတ်ဆိုးကသူ့အတိုင်းဝိုင်းနေနဲ့ဝိုင်းပြီးမဖမ်းဘူးလားကဲဒါဖြင့်ဘယ်လိုလွတ်အောင်စားကြမလဲအိမ်ကနေကြံပြီးတော့မှနက်ပြန်လာခဲ့ဟုတ်ပလားအဲ့တော့အဲ့ဒီလွတ်တဲ့အဖွဲနဲ့ငါတို့ဘယ်လိုညှိနှိုင်းမလဲဆိုတာနက်ပြန်ကြမှာဖြေထုတ်တာပေါ့ရှင်းပြီနော်ကဲဒီတော့ဦးဇင်းတို့သူတော်ကောင်းတို့လည်းတန်တရားထဲမှာကျင်လည်ပြီးမနေရဘူးလားနေရတော့သူတော်ကောင်းတို့မှာအိုနာသေးရေးဒုက္ခဘေးရှိမရှိရှိတော့တာယေသမီးရေးရှာရင်ဖွေရင်နဲ့တဖြည်းဖြည်းပြိုလာသလားအိုလာသလားအိုပြီးရင်နာပြီးရင်သေမင်းလက်ကလွတ်ရလားဒါဖြင့်ဒီသေမင်းလက်ကလွတ်လန်းကောရှိပါမလားဘယ်လိုလွတ်အောင်ရှာမယ်ဆိုတာနက်ဖြန်ကြမှာကြည်တာပေါ့သဘောပါသလားအဲ့တော့မြတ်စွာဘုရားဟောပြီးဘသူစိုက်ထားတဲ့မြက်ခင်းနဲ့ကျင်းရတယ်နော်အဲ့တော့မနေ့ပြန်ကြတော့မုတ်ဆိုးကြီးကဘသူကိုယဉ်ညွန်းနေမုတ်ဆိုးရဲ့အတိုင်းဝိုင်းကဘသူမုတ်ဆိုးရဲ့မြက်ခင်းသည်ဘာကိုယဉ်ညွန်းပါတယ်ဆိုတာဗုဒ္ဓရှင်တော်ဘုရားဟောကြားချက်ကိုနေ့ပြန်မှနာကြဒီနေ့တော့သီးခံပြီးတော့ဘာကိုသီးခံကြဘယ်လိုသီးခံကြဩသာဓုနေ့ပြန်မမေ့လိုက်နဲ့နော်ဘယ်လောက်ထိသီးခံမကောင်းမှုမှန်သမျှကောင်းမှုကုသိုလ်ကို
ကျေဆုံးဘယ်တော့ပြည့်မှာလဲနိဗ္ဗာန်မရောက်မချင်းဒီအိုနာသေးရေးကလွတ်ပါမလားအဲ့တော့မုတ်ဆိုးကြီးကဘာတူလဲသူ့အဖွဲ့ကဘာလဲဟုတ်ပြီနော်ငါတို့စားနေတဲ့မြက်ခင်းလေးတွေကဘာကိုခေါ်တာလဲနဲ့ဖြန်ကြမှာနာကြအခုတော့သတိထားဝရိယစိုက်ပညာနဲ့ကြည့်ဘသူကိုဘသူကြည့်သူများကြည့်ဖို့လားကိုယ့်ကိုယ်ကိုကြည့်ဖို့ဒီနေ့မြတ်စွာဘုရားဟောနေတဲ့တရားတွေကဘသူစီကတရားတွေဘသူထဲမှာရှိတဲ့တရားအဲ့တော့မြတ်စွာဘုရားဆိုတာလဲဘာကြည့်ဟောတာခန္ဓာကြည့်ဟောတာဒုက္ခန္ဓာကြည့်ဟောတာဒုက္ခန္ဓာဖြစ်စဉ်နဲ့ဒုက္ခန္ဓာဖြစ်စဉ်သဘောပါလားလောကထဲမှာကျင်လည်နေတဲ့တ attva အားလုံးကဒီမြက်ခင်းစိမ့်ကလေးထဲမှာပဲဒီမုတ်ဆိုးလက်တွင်းမှာတည်ခဲ့ကြတာပဲဆိုတာလေးအိမ်ရောက်တော့စဉ်းစားပြီးမှမနှက်ပြန်လာကျင်သလားအဲ့တော့မုတ်ဆိုးလက်ကစရုထသမင်အုပ်စုဘယ်လိုလွတ်အောင်ရှာကြမယ်ဆိုတာဟုတ်ပြီနော်တတိထာဝရိယစိုက်ပညာနဲ့ကြည့်ဘယ်သူကိုဘယ်သူကြည့်ဘယ်သူအကြောင်းဘယ်သူသိရမလဲခန္ဓာဘယ်နှပါမြဲသလားမမြဲဘူးလားဘာသစ္စာသိတဲ့ဉာဏ်ကသိတာကနောက်ခန္ဓာမလာတာကသစ္စာဘယ်နှချက်ကဤကဲ့သို့သစ္စာ၄ချက်တစ်ပြိုင်တည်းကိုက်မှသာလျှင်တန်တရားဝတ်တွင်းကလွတ်ကင်းနိုင်မှာဖြစ်တဲ့အတွက်မမေ့မလျော့မပေါ့ဆသောတတိမလျှော့သောဇွဲလုံးလာဝရိယကိုလက်ကင်ထားပြီးတော့မုတ်ဆိုးနဲ့သားကောင်ဘယ်သူကသားမယ်ဆိုတာတွေးတော်ရင်းနဲ့ဒီညဒီမြနဲ့တော်ကြစို့